1999 ခုဩဂတ်လ17ရက်ရန်ကုန်မြို့ရှစ်မိုင်တတ္တမရန်ဒီရိပ်သာတွင်ဆင်ကျင်းပသည့်ဓမ္မသ၌ဟောကြားအပ်သောဘယ်အိမ်မှာနေကြမလဲတတော်ဘယ်အိမ်မှာနေကြမလဲလို့အမည်ပေးထားတဲ့တရားတစ်ပုဒ်ကိုဒီနေ့ဟောကြားနာကြားရအောင်ဧကံသမယံဘဂဝါတာဝဋ္ဌိယံဝိဟရတိစေတဝနေအနာထပိဋိကတအာရမေဧကံသမယံအခါတစ်ပါး၌ဘဂဝါသုံးလူထောထားသဗ္ဗညုမြတ်စွာဘုရားသည်တာဝဋ္ဌိယံတာဝဋ္ဌိမြို့၏နီး၌ဖြစ်သောအနာထပိဋိကတအနာတပိတတိအာရမေနှလုံးမွေလျောပြောဝေရာကောင်းလာစွာသောဇေတဝနေဇေတဝံကျောင်းတိုင်း၌ဝိဟရတိကောင်းစွာမသွေတရင်သုံးတော်မူခဲ့ပါ၏တည်းအချိန်အားဖြင့်မြတ်စွာဘုရားတာဝဋ္ဌိမြို့ဇေတဝံကျောင်းမှာတရင်သုံးတော်မူနေတဲ့အချိန်အဲဒီလိုမြတ်စွာဘုရားတာဝဋ္ဌိမြို့ဇေတဝံကျောင်းမှာတရင်သုံးတော်မူနေတဲ့အချိန်ဇေတဝံကျောင်းတိုက်ထဲကအရှင်နန္ဒအမည်ရတဲ့ယဟန်တော်တစ်ပါးမြင်မြင်သမျှသောတရုံးပေါ်ယဟန်တော်များကိုစကားတခွန်းတပေါက်ဖလိုက်ပြောနေတယ်အရှင်နန္ဒတပေါက်ဖပြောနေတဲ့စကားကဘာလဲဆိုတော့အနာဘိရတောဟံအဝုသောဗြဟ္မစရိယံစရမိနတကောမိဗြဟ္မစရိယံတန္တာရိတုံသိက္ခံပစ္စခာယဟိနာယဝိတ္တိတာမိအရှင်ဘုရားတို့ဘုရားတပည့်တော်သည်သာသနာပေါင်းမှာမွေးလျော်ပျော်ပိုက်ခြင်းမရှိဘဲနဲ့မြတ်သောအကျင့်ကိုကျင့်နေရပါတယ်သာသနာပေါင်းမှာနေပြီးတော့မြတ်သောအကျင့်ကိုဆက်ပြီးကျင့်ခြင်းကတပည့်တော်မစွမ်းနိုင်တော့ပါဘူးဒါကြောင့်ယဟန်သိက္ခာပဲစွန့်ပြီးတော့တပည့်တော်လူထွက်တော့မယ်ဗျာမြင်မြင်သမျှသောယဟန်တော်များကိုအရှင်နန္ဒကသူသာသနာပေါင်းမှာမပျော်တော့တဲ့အကြောင်းသိက္ခာချပြီးတော့လူထွက်တော့မယ်ဆိုတဲ့အကြောင်းကိုတစ်ဖက်ဖက်လိုက်ပြီးတော့ပြောတကယ်တော့သာသနာပေါင်းဆိုတာကလည်းမွေးလျော်ပျော်ပိုက်ဖို့အင်မတန်ခဲရင်ပါတယ်မွေးလျော်ပျော်ပိုက်ဖို့ဆိုတာအသာထသာသနာပေါင်းဝင်ရောက်ဖြစ်ဖို့ကိုအင်မတန်ခဲရင်ဒါကြောင့်မြတ်စွာဘုရားရှင်ကဒုပ္ပပစ္စံဒုရပိဓမ္မံလို့ဟောတော်မူပါတယ်ဒုပ္ပပစ္စံကိုယ်ပိုင်အတိကိုယ်ပိုင်တရားတရားနဲ့သာသနာပေါင်းဝင်ရောက်ဖြစ်ဖို့ဆိုတာလည်းအင်မတန်ခဲရင်နဲ့ဒုရမိဓမ္မံကိုယ်ပိုင်သိကိုယ်ပိုင်တရားတရားနဲ့သာသနာပေါင်းဝင်ရောက်လာပြန်တော့လဲအဲဒီသာသနာပေါင်းမှာသီလသမာဓိပညာလို့ဆိုတဲ့သိက္ခာ၃ရပ်အကျင့်မြတ်ကိုမွေးမွေးလျော်လျော်ပျော်ပျော်ပိုက်ပိုက်နဲ့နှိမ့်ချိုက်စွာကျင့်သုံးနိုင်ဖို့အင်မတန်ခဲရင်နဲ့ကိုယ်ပိုင်အသိကိုယ်ပိုင်တရားတရားနဲ့သာသနာပေါင်းဝင်ရောက်လာတဲ့ပုဂ္ဂိုလ်တောင်မှသာသနာပေါင်းမှာမွေးလျော်ပျော်ပိုက်ဖို့ခဲရင်သေးရင်ကိုယ်ပိုင်အသိကိုယ်ပိုင်တရားတရားနဲ့မဟုတ်ဘဲနဲ့တစုံတယောက်ရဲ့တိုက်တွန်းမှုသုံးဖို့တစုံတစ်ခုသောအခြေအနေရဲ့တိုက်တွန်းမှုကြောင့်ဝဲလာရတဲ့ပုဂ္ဂိုလ်ရောက်လာတဲ့ပုဂ္ဂိုလ်ဆိုရင်ပို့ပြီးတော့ခဲရင်မှာပဲအခုအရှင်နန္ဒသာသနာပေါင်းရောက်လာတာကကိုယ်ပိုင်အသိကိုယ်ပိုင်တရားတရားနဲ့ဝင်ရောက်လာခြင်းမဟုတ်ဘူးတစုံတယောက်ရဲ့တိုက်တွန်းမှုကြောင့်သာသနာပေါင်းဝင်ရောက်လာခြင်းဖြစ်တယ်တစုံတယောက်ဆိုတဲ့နေရာမှာလည်းတခြားပုဂ္ဂိုလ်မဟုတ်ဘူးမြတ်စွာဘုရားရှင်ကိုတော်တိုင်မှာပဲမြတ်စွာဘုရားရှင်ရဲ့တိုက်တွန်းမှုကြောင့်အရှင်နန္ဒသာသနာပေါင်းရောက်လာရခြင်းဖြစ်တယ်မြတ်စွာဘုရားရှင်နဲ့အရှင်နန္ဒဆိုတာကလည်းတစိမ့်နေမဟုတ်ကြဘူးအဖေတူအမေကွယ်ညီကိုညာဖြစ်ကြပါတယ်မြတ်စွာဘုရားရှင်ကသုတ္တရဏမင်းကြီးနဲ့မေတော်မဟာမာယာဒေဝီကမွေးဖွားတဲ့အသားဖြစ်တယ်အရှင်နန္ဒကသုတ္တရဏမင်းကြီးနဲ့မဟာပဇာပတိဂေါတမီကမွေးဖွားတဲ့အသားဖြစ်မဟာမာယာဒေဝီနဲ့မဟာပဇာပတိဂေါတမီကညီမအရင်များဖြစ်ကြပါတယ်မြတ်စွာဘုရားရှင်ကိုမွေးဖွားပြီးနောက်3ရက်မြောက်နေ့မှာဒီရတော်မဟာပဇာပတိဂေါတမီကနန္ဒမင်းသားကိုမွေးဖွားခြင်းမှာဒီတော့ရှင်နန္ဒမင်းသားသည်မြတ်စွာဘုရားရှင်ထက်3ရက်ပဲအသက်ငယ်ပါတယ်မြတ်စွာဘုရားဖြစ်ပြီးတဲ့နောက်ကပိလဝနေပြည်တော်ကိုပထမဆုံးပြန်ကြွတဲ့ခရီးမှာကပိလဝနေပြည်တော်ကိုရောက်ပြီး3ရက်မြောက်နေ့မှာအရှင်နန္ဒရဲ့နန္ဒမင်းသားရဲ့နန်းတဲ့မင်္ဂလာနဲ့ထိမ်းများမင်္ဂလာ2ခုကျင်းပါတယ်ထိမ်းများမင်္ဂလာကတော့ဇနဗရကလျာဏီနဲ့ထိမ်းများတဲ့မင်္ဂလာပါပဲအဲဒီနန်းတဲ့မင်္ဂလာနဲ့ထိမ်းများမင်္ဂလာပွဲကိုမြတ်စွာဘုရားရှင်ကြွရောက်ပြီးတော့နန်းတော်ကိုကြွရောက်ပြီးတော့
မင်္ဂလာခန္ဓာမှာမင်္ဂလာစကားများပြောစွမ်းများဖုံးပေးစွမ်းဖုံးပေးပြီးတဲ့နောက်တပိတ်ကိုနန္ဒမင်းသားရဲ့လက်ထဲထည့်ပြီးတော့မြတ်စွာဘုရားနန်းတော်ကနေပြန်ကြွနန္ဒမင်းသားကလည်းပဲအရှင်ဘုရားတပိတ်ပြန်ယူပါလို့မပြောဘူးမြတ်စွာဘုရားရှင်ရဲ့အပေါ်မှာလေးစားမှုအားကြီးတဲ့အတွက်ကြောင့်ဟိုနာရောက်ရင်ပြန်ယူနိုးဒီနာရောက်ရင်ပြန်ယူနိုးနဲ့မြတ်စွာဘုရားရှင်ရဲ့နောက်တော်ဘာကနေတပိတ်ပိုက်ပြီးတော့လိုက်သွားတယ်အဲဒီလိုနဲ့နောက်ဆုံးကျောင်းတော်ထိရောက်ကျောင်းတော်ရောက်တော့မြတ်စွာဘုရားရှင်ကနန္ဒကိုမေးတယ်ညီတော်နန္ဒသင်ယဟန်ပြုမလားနန္ဒမင်းသားအနေနဲ့ကတော့ယဟန်ပြုလို့စိတ်လုံးဝမရှိပါဘူးဒီနေ့မှထိမ်းမြမင်္ဂလာပွဲစတင်ကျင်းပတဲ့နေ့နောင်တော်ကြီးဘုရားပြောမှပြောရလေခြင်းပေါ့ဒါပေမဲ့လည်းမြတ်စွာဘုရားရှင်ရဲ့အပေါ်မှာလေးစားမှုကအားကြီးတော့မဝှစ်ချင်ပါဘူးလို့ဆန့်ကျင်ဘက်မပြောမှန်လားပါတပည့်တော်ယဟန်ဝတ်ပါမယ်ဘုရားတာဂိဝီမင်းတို့ရဲ့ထုံးစံကိုကလည်းကြီးသူကိုငယ်သူကလေးစားရတဲ့ထုံးစံရှိပါတယ်တာဂိဝီမင်းသားတစ်ပါးဖြစ်တဲ့နန္ဒမင်းသားဟာလည်းတာဂိဝီမင်းတို့ရဲ့ထုံးစံအရာလည်းပဲမြတ်စွာဘုရားရှင်ကိုလေးစားတယ်ညီကိုရင်ဖြစ်တဲ့အတွက်ကြောင့်လည်းပဲလေးစားတယ်ချစ်ခင်မှုနဲ့လေးစားမှုအားကြီးတဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ကယဟန်ပြုမလားမေးတော့ပြုပါမယ်ဘုရားအဲလိုနဲ့နန္ဒမင်းသားသာသနာပေါင်းရောက်လာခဲ့ပါတယ်အရှင်နန္ဒသာသနာပေါင်းရောက်လာပြီးတဲ့နောက်မြတ်စွာဘုရားညွှန်ကြားတဲ့မြတ်စွာဘုရားနီးပေးတဲ့တတိပဋ္ဌာန်အလုပ်ကိုအားထုတ်တရားအလုပ်အားထုတ်နေမဲ့အရှင်နန္ဒရဲ့စိတ်ကကမ္မထံအာယုံပေါ်မရောက်ဘူးဇနဗရကလျာဏီစီမှာပဲရောက်အရှင်နန္ဒရဲ့နှလုံးသားမှာဇနဗရကလျာဏီကပဲလွှမ်းမိုးပြီးတော့နေတယ်အမှန်ကတော့အရှင်နန္ဒရဲ့အာယုံမှာလွှမ်းမိုးနေတဲ့ဇနဗရကလျာဏီရဲ့ပုံရိပ်ဝိပဿနာရှုရမယ်ရှုခံအာယုံမှာပဲအထူးသဖြင့်ရှင်နန္ဒမှာရှင်နန္ဒရဲ့စိတ်စဉ်ကိုလွှမ်းမိုးနေတဲ့ဇနဗရကလျာဏီနဲ့ပတ်သက်တဲ့အချက်ကဇနဗရကလျာဏီပြောလိုက်တဲ့စကားလေးတစ်ခွန်းကိုပို့ပြီးတော့ကြားရောက်နေတယ်တဝတံခောအယဗုဒ္ဓအာဂိစေယတိအယဗုဒ္ဓအရှင်သာတဝတံလင်းမြန်စွာအာဂိစေယတိပြန်လာခဲ့ပါနန္ဒမင်းသားတပိတ်ပိုက်ပြီးတော့မြတ်စွာဘုရားရှင်ရဲ့နောက်တော်ဘာကလိုက်သွားတာကိုဇနဗရကလျာဏီကသိတော့တဝက်ပဲဖိရသေးတဲ့သပင်နဲ့ရေဆိုးနေတဲ့သပင်နဲ့သပင်ဖားရချပြီးတော့ပရင်းပေါက်ကနေအပြေထွက်လာပြီးတော့မင်းသားကိုလှမ်းမှလိုက်တယ်မြန်မြန်ပြန်လာခဲ့ပါအဲ့ဒီဇနဗရကလျာဏီရဲ့မြန်မြန်ပြန်လာခဲ့ပါဆိုတဲ့စကားသံဟာအရှင်နန္ဒရဲ့နားထဲကမထွက်တော့ဘူးနားထဲမှာတရေဝဲဝဲကြားရောင်နေအဲ့တော့ရှင်နန္ဒရဲ့စိတ်စဉ်မှာလွှမ်းမိုးနေတဲ့ဇနဗရကလျာဏီရဲ့ပုံရိပ်နဲ့ဇနဗရကလျာဏီရဲ့အတန်ဟာဝိပဿနာရှုရမယ့်ရှုခံအာယုံဖြစ်တဲ့ဝိပဿနာရဲ့ရှုခွင့်ရှုခွက်ဖြစ်ပါတယ်ဝိပဿနာလိုအားထုတ်ပြီးဆိုရင်တော့စိတ်ပြန့်လွင့်မှုဖြစ်တတ်တာသဘာဝပါပဲအဲ့ဒီပြန့်လွင့်တဲ့စိတ်ကိုပြန့်လွင့်နေစဉ်းစားစသည်အဖြစ်ရှုမှတ်ပြရမှာပါပဲဒါစိတ်ပြန့်လွင့်တဲ့နေရာမှာတချို့ကစိတ်ထဲမှာမြင်နေတတ်တယ်တချို့ကလည်းတစုံတယောက်သို့မဟုတ်တစုံတယောက်ရဲ့အတန်ကိုနားထဲမှာကြားနေတတ်တယ်စိတ်ထဲမှာတစုံတယောက်သို့မဟုတ်တစုံတယောက်ကိုမြင်လို့ရှိရင်အဲ့ဒီမြင်တဲ့အရာကိုငေးပြီးတော့ကြည့်မနေပဲနဲ့မြင်တယ်လို့အဲ့ဒီမြင်တဲ့အရာပျောက်သွားတဲ့အထိအောင်စူးစူးဆိုင်ဆိုင်ရှုမှတ်ရမှာအဲ့ဒီလိုမရှုမှတ်ဘူးဆိုရင်တော့မြင်တဲ့အရာကမြင်ရတဲ့အာယုံကပျောက်မသွားတဲ့အပြင်တဖြည်းဖြည်းနဲ့ပိသပြီးတော့ထင်ရှားလာတတ်တယ်ထင်စိတ်ကူးထဲမှာမြင်တဲ့အရာနဲ့ပတ်သက်ပြီးတော့မြင်ရတဲ့အရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအကျေချက်ပြီးတော့တမျောတခေါ်ကြီးအရှိတမျောကြီးတော်ပြီးတော့စဉ်းစားပြီးတော့နေတတ်ကြတချို့ယောဂီပုဂ္ဂိုလ်ကအဲ့ဒီလိုစဉ်းစားပြီးတော့နေပေမဲ့လည်းကိုယ့်ကိုယ်စဉ်းစားလို့စဉ်းစားနေမှမသိဘူးဖောင်းနေပိန်နေထိုင်နေထိတယ်ဒါပဲမှတ်နေတယ်လို့ထင်ပါဇက်ကတော့စိတ်ကတော့ဆိုနေမှာပဲဖောင်းနေပိန်နေထိုင်နေထိတယ်ဒါပေမဲ့စိတ်ကတော့ကိုယ်စိတ်ကူးထဲမှာမြင်ရတဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့အခြေချဲပြီးတော့စဉ်းစားနေတာအဲ့တော့ကိုယ်စဉ်းစားလို့စဉ်းစားနေမှပြည့်လို့နေမှမသိဘူးဆိုရင်တော့စိတ်တည်ငြိမ်မှုတမာတိမရနိုင်ဘူးစိတ်တည်ငြိမ်မှုတမာတိမှမရနိုင်ဘူးဆိုရင်တော့ဝိပဿနာဉာဏ်ဖြစ်ဖို့ဆိုတာမျှော်လင့်ချက်မရှိတော့ဘူး
ဒါကြောင့်စိတ်ကူးထဲမှာတစ်စုံတစ်ယောက်သို့မဟုတ်တစ်စုံတစ်ရာကိုမြင်လို့ရှိရင်မြင်တယ်လို့မြင်တဲ့အရာပျောက်သွားတဲ့အထိစူးစူးဆိုင်ဆိုင်ရှုမှတ်ဖို့အထူးသတိထားရမယ်မြင်တယ်လို့မရှုမှတ်ခြင်းမှုဆိုရင်လည်းပဲစိတ်ကူးထဲမှာမြင်ရတဲ့အရာနဲ့ပတ်သက်ပြီးတော့ตาယာနှစ်သက်တက်မဲ့သွားတဲ့စိတ်ကိုตาရတယ်နှစ်သက်တယ်တက်မဲ့တယ်တွေ့တာတယ်စသည်အဖြစ်ရှုမှတ်သွားရမှာပဲဝိပဿနာဆိုတာကစိတ်ရဲ့အလုပ်ဖြစ်ပါတယ်ကိုယ်နဲ့လုပ်ရတဲ့အလုပ်လည်းမဟုတ်ဘူးနှုတ်နဲ့လုပ်ရတဲ့အလုပ်လည်းမဟုတ်ဘူးစိတ်နဲ့လုပ်ရတဲ့အလုပ်ဖြစ်တယ်စိတ်အလုပ်ဖြစ်တဲ့ဝိပဿနာလုပ်ငန်းမှာစိတ်ကိုရှုရတဲ့စိတ်ဓာတ်အနုပဒနာဟာအင်မတန်အရေးကြီးပါတယ်ဒါကြောင့်မိမိရဲ့စိတ်ဆင်မှာဖြစ်နေတဲ့သဘောတရားမှန်သမျှကိုရှုမှတ်ရမယ်ပြင်းတဲ့စိတ်ဖြစ်ရင်လည်းပြင်းတဲ့စိတ်ကိုပြင်းတယ်ရှုမှတ်ရမှာတကယ်တော့သတိပဋ္ဌာန်လို့လုပ်ရတယ်ဆိုတာအင်မတန်ပျော်စရာကောင်းပါတရားအားထုတ်လို့ပြင်းနေတာတောင်မှအဲ့ဒီပြင်းတဲ့စိတ်ကလေးကိုပြင်းတယ်လို့မှတ်နေလိုက်ရုံပဲရှုမှတ်ရတဲ့နည်းကဘာမှမခက်ဘူးမကောင်းတဲ့စိတ်တွေကြီးပဲမှတ်နေရမှာလားဆိုတော့မဟုတ်ဘူးပျော်တဲ့စိတ်ဖြစ်ရင်လည်းအဲ့ဒီစိတ်ကိုမှတ်ရမှာဝမ်းသာတဲ့စိတ်ကြည်နူးတဲ့စိတ်တွေဖြစ်ရင်လည်းဝမ်းသာတယ်ကြည်နူးတယ်ဝမ်းမြောက်တယ်စသည်အဖြစ်ရှုမှတ်ရမယ်တရားရတာတွေတွေ့လို့လူကျင်တန်းကျင်တဲ့စိတ်တွေဖြစ်နေတယ်ဥပ္ပဆောင်ကျင်တဲ့စိတ်တွေဖြစ်နေတယ်တရားနာကျင်စိတ်တွေဖြစ်နေတယ်သာသနာပြုကျင်တဲ့စိတ်တွေဖြစ်နေတယ်စသည်အဖြစ်အဲ့လိုကောင်းတဲ့စိတ်တွေဖြစ်နေရင်လည်းအဲ့ဒီကောင်းတဲ့စိတ်တွေကိုဖြစ်နေတဲ့အတိုင်းပဲရှုမှတ်သွားရမှာပါပဲအခုအရှင်နန္ဒရဲ့ဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်အရှင်နန္ဒရဲ့စိတ်ရစင်မှာတရဝဲကြားရောက်နေတဲ့ဇနဗရကလျာဏီရဲ့အတန်ဟာဝိပဿနာရှုရမယ့်အာယုံမှာအဲ့ဒီအတန်ကိုကြားတယ်လို့ရှုမှတ်ရမယ်အဲ့ဒီလိုမှမရှုမှတ်ခြင်းမှုဆိုရင်လည်းကြားရတဲ့အတန်နဲ့ပတ်သက်ပြီးတော့တာယာနှစ်သက်တက်မဲ့သွားတဲ့စိတ်ကိုတာယာတယ်နှစ်သက်တယ်တက်မဲ့တယ်တွေ့တာတယ်စသည်အဖြစ်အဲ့ဒီစိတ်ကိုသေချာစူးစိုက်ပြီးတော့ရှုမှတ်ရမှာပါအဲ့ဒါမြတ်စွာဘုရားရှင်ကမဟာသတိပဋ္ဌာန်တုတ်တော်မှာတရာဂံဝါစိတ်တံတရာဂံစိတ်တံဒီပါဇာနာတိဘေခဝေပိဋ္ဌ၄ပါးခြေသားခြေသမီးတို့တရာဂံဝါစိတ်တံယာကနဲ့တကွဖြစ်နေတဲ့စိတ်ကိုလည်းပဲတရာဂံဝါစိတ်တံတာယာနှစ်သက်တက်မဲ့တွေ့တာတဲ့စိတ်ကိုလည်းပဲတရာဂံစိတ်တံဒီယာကနဲ့တကွဖြစ်နေတဲ့စိတ်ပဲဟူ၍တရာဂံစိတ်တံဒီတာယာနှစ်သက်တက်မဲ့တာယာနှစ်သက်တက်မဲ့တွေ့တာတဲ့စိတ်ပဲဟူ၍ဝါတာယာတဲ့နှစ်သက်တဲ့တက်မဲ့တဲ့တွေ့တာတဲ့ဟူ၍ပါဇာနာတိရှုမှတ်သောအဖြစ်ကောင်းစွာမသွေသိတတ်မှာပေတည်းအရှင်နန္ဒကတော့တာရာဂံဝစိတ်တံတာရာဂံစိတ်တံတိပါဇာနာတိဆိုတဲ့မြတ်စွာဘုရားရှင်ရဲ့လမ်းညွှန်ချက်ကိုပြည့်ပြည့်ဝဝလိုက်နာကျင့်သုံးနိုင်ခြင်းမရှိတော့သာသနာပေါင်းမှာမွေးလျော်ပျော်ပိုက်တဲ့စိတ်တွေမဖြစ်တော့ဘူးတတိပဌာန်လောက်အားထုတ်ရတာလည်းစိတ်ဝင်စားမှုမရှိတော့ဒီတော့သိက္ခာချလူထွက်တော့မယ်ဆိုတဲ့အကြောင်းမြင်သမျှရဟန်းတော်များကိုတဖောက်ဖပြောနေတယ်အဲဒါကိုမြတ်စွာဘုရားရှင်ကသိသွားတော့နန္ဒကိုခေါ်ပြီးတော့မေးတယ်နန္ဒတင်သာသနာပေါင်းမှာမပြောတော့ဘူးလူထွက်တော့မယ်ဆိုတာဟုတ်လားမှန်မှဟုတ်ကြောင်းပါဘာကြောင့်သာသနာပေါင်းမှာမပြောမွေးရတာလဲမှန်လားပါဗျာဇနဗရကလျာဏီပြောလိုက်တဲ့မြန်ပြန်လာပါဆိုတဲ့အတန်လေးတပည့်တော်နားတွေကမထွက်တဲ့အတွက်ကြောင့်သာသနာပေါင်းမပြောရခြင်းဖြစ်ပါတယ်ဗျာဒါဖြင့်နန္ဒငါနဲ့လိုက်ခဲ့ဆိုပြီးတော့နန္ဒရဲ့လက်မောင်းကင်ပြီးတော့မြတ်စွာဘုရားရှင်ကတကူတော်နဲ့အရှင်နန္ဒကိုတာဝရိန္ဒာနတ်ပြည်ခေါ်သွားတယ်လမ်းခရီးမှာမီးလောင်ထားတဲ့လက်ကွင်းပြင်ထဲကမီးလောင်ထားတဲ့သင်္ကုတ်တူပေါ်မှာထိုင်းနေတဲ့မြောက်အိုမကြီးတစ်ကောင်ကိုလည်းမြင်အောင်ပြခဲ့နရွက်တွေနှာခေါင်းတွေအမီးတွေပြတ်ပြီးတော့မီးလောင်တာတွေနဲ့အရေပြားတွေစုပ်ပြတ်ပေါက်ပြဲပြီးတော့သွေးတွေယိုပြီးတော့အမတန်ရုပ်ဆိုးတဲ့မြောက်အိုမကြီးတစ်ကောင်ကိုပါမြင်အောင်ပြတာဝရိန္ဒာနတ်ပြည်ရောက်တော့တရားမင်းကိုစိကခါစားနေရတဲ့နတ်သမီး900ကိုရှင်နန္ဒမြင်ရတယ်အဲ့ဒီခါမြတ်စွာဘုရားရှင်ကမေးနန္ဒဒီနတ်သမီးတွေနဲ့တည့်ရဲ့ဇနဗရကလျာဏီနဲ့ဘသူကပို့ပြီးတော့ချောတယ်လေမြတ်စွာဘုရားမေးမှမြက်လေခြင်းဟောဒီနတ်သမီး900နဲ့နှိုင်းရှင်လိုက်ရင်တော့ဇနဗရကလျာဏီဟာလမ်းခရီးမှာမီးလောင်ကုတ်တော်ပေါ်မှာထိုင်းနေတဲ့မြောက်အိုမကြီးနဲ့ပဲတူပါတော့တယ်ဗျာဒီနတ်သမီး900နဲ့နှိုင်းရှင်လိုက်ရင်ဇနဗရကလျာဏီဒီမိမဆိုတဲ့အရေးအတွက်ထဲတောင်မဝင်တော့ပါဘူးမိမစည်ရင်နဲ့တောင်ထဲလို့မဖြစ်တော့ပါဘူး
ဇဏဗရကလျာဏီထက်ဟောဒီနတ်သမီး900ကသာအစာပေါင်းများစွာတာလွန်ပြီးတော့လှပပါတယ်ရှုခြင်းစပွဲတင့်တယ်ပါတယ်စိတ်ရဲ့ကြည်လင်ခြင်းကိုဖြစ်စေပါတယ်ဗျာဒါဖြင့်နန္ဒအဲ့ဒီနတ်သမီး900မလိုချင်ဘူးလားမှလိုချင်ကြောင်းပါဒီတော့ဒီနေ့မှာဖြတ်ပြီးတော့မေခွန်းတစ်ခုစဉ်းစားစရာပေါ့လောကကြီးမှာစစ်မှန်တဲ့ချစ်ချင်းဆိုတာဘယ်မှာလဲတနည်းပြောတော့စစ်မှန်တဲ့အချစ်ဆိုတာဘယ်မှာလဲလို့မေခွန်းတစ်ခုထုတ်เสียရပါပဲအဲ့တော့နတ်သမီး900တပိတော့လိုချင်ပါတယ်ဗျာဆိုတော့ဒါဖြင့်နန္ဒသင်ဘာမှစိတ်မပူနဲ့သာသနာဘောင်မှာသာပြောအောင်နေသာသနာဘောင်မှာပြောမွေ့နေပြီးတော့တတိပဋ္ဌာန်လုပ်ကိုသာသင်အားထုတ်ဟောဒီနတ်သမီး900ရစီရမယ်ဒီနတ်သမီး900ရဖို့အတွက်ငါဖះအာမခံနေငါဖះတာဝန်ယူပါတယ်မြတ်စွာဘုရားအရှင်ဘုရားကနတ်သမီး900ရဖို့တာဝန်ယူတယ်ဆိုတော့တပိတော့သာသနာဘောင်မှာပြောပါတော့မယ်ဗျာတရားအားထုတ်ပါတော့မယ်ဆိုပြီးတော့ဂတိပေးလိုက်အရှင်နန္ဒစီကတရားအထုတ်မယ်ဆိုတဲ့ဂတိရတာနဲ့ဒီပိုင်းနဲ့မြတ်စွာဘုရားရှင်ကနန္ဒရဲ့လက်မောင်းကင်ပြီးတော့တာဝိန္ဒနတ်ပြည်ကနေဇေတဝန်เจ้าကိုတကူတော်နဲ့ပြန်ကြွလာခဲ့တယ်ဇေတဝန်เจ้าရောက်တဲ့အခါကျတော့အရှင်နန္ဒကနတ်သမီး900ရဖို့ဆိုတဲ့မျှော်လင့်ချက်နဲ့တတိပဋ္ဌာန်လုံးကိုကြိုးကြိုးဆဆအားထုတ်နေတယ်အရှင်နန္ဒတရားထိုင်နေတဲ့နေရာနဲ့မနီးမဝေးမှာယဟန်တော်များကစုစုနဲ့အရှင်နန္ဒကြားအောင်စကားပြောကြကဲ့ရဲ့စကားပြောကြဗတ္တကောကိရာယသမဏန္တောဥပကိတကောကိရာယသမဏန္တောအာယသမဏန္တောရှင်နန္ဒာသည်ဗတ္တကောကိရာအခါစားပုဂ္ဂိုလ်ကြီးပါလားဝါကျေးစားပုဂ္ဂိုလ်ကြီးပါလားအရှင်နန္ဒဟာကျေးစားပုဂ္ဂိုလ်ကြီးပဲနတ်သမီးကြီးဟူသောအဖို့အခကိုရဖို့အတွက်တတိပဋ္ဌာန်အလုပ်ကိုအားထုတ်နေတဲ့ကျေးစားယောဂီကြီးပဲဒါကြည်စားယောဂီကြီးပဲလို့ကဲ့ရတာကလည်းမြတ်စွာဘုရားရှင်ကကဲ့ရခိုင်းတာပါပဲနန္ဒကြားလောက်တဲ့နေရာကနေရဟန်းတော်များသွားဒီအတိုင်းကဲ့ရကြလို့မြတ်စွာဘုရားရှင်ကခိုင်းလို့ရဟန်းတော်များကလာပြီးကဲ့ရကြဒီတော့ဒီကဲ့ရတဲ့ဇာကားဒီရဟန်းတော်များကကဲ့ရတော်လည်းပဲမြတ်စွာဘုရားရှင်ကကဲ့ရတာနဲ့အတူတူပါပဲဒီတော့နန္ဒဟာကြည်စားယောဂီကြီးပါလားဒီနေရာမှာစဉ်းစားစရာခုခေတ်မှာရောကြည်စားယောဂီမရှိဘူးလားလို့စစ်ကြည့်စရာပါပဲ။ဒါဆိုရင်ပြီးခဲ့တဲ့နေရာကြီးတုန်းကဆရာတော်ဘုရားကြီးတာဝန်ပေးတဲ့အတွက်ကြောင့်ယောဂီများကိုတရားဆက်ရတယ်။အဲ့ဒီတရားဆက်တဲ့ထဲကယောဂီကျောင်းသားလေးတစ်ယောက်တရားအားထုတ်ပြီးလို့ပြန်ကန်ဒီမှာဦးဇင်းကသူ့ကိုမေးခွန်းလေးတစ်ခုမေးကြည့်တယ်။ငယ်ငယ်ရွယ်ရွယ်နဲ့တရားလာအားထုတ်တော့ဘယ်လိုရည်ရွယ်ချက်နဲ့မှတရားအားထုတ်တယ်လဲဆိုတာစိတ်လဲဝင်စားတာနဲ့ဘာကြောင့်ဘာရည်ရွယ်ချက်နဲ့တရားလာအားထုတ်တာလဲ။မှန်ပါဗျာတပည့်တော်ဒီနေ့စာမေးပွဲသိမ့်မဖြေနိုင်ဘူးစာမေးပွဲမှာနှစ်ပါးသာသိပြီးတော့အားရအောင်မဖြေနိုင်ခဲ့ဘူးတပည့်တော်ကအတန်းတိုင်းသင်္ကန်းကနေစပြီးတော့အတန်းတိုင်းဧကန်းမှာပဲအမြဲတမ်းနေခဲ့ရတာအခုဒီနှစ်နှစ်ပါးသာဖြေလို့အားမရတဲ့အတွက်ကြောင့်နောက်နှစ်ဧကန်းရချင်မှရမှာဒါကြောင့်ဝိပဿနာအားထုတ်ရင်ဧကန်းရနိုင်ရဲ့ဆိုပြီးတော့ဧကန်းနဲ့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့တပည့်တော်တရားလာအားထုတ်တာပါတဲ့သူ့ရဲ့ရည်ရွယ်ချက်ကလည်းမဆိုးပါဘူးနော်ဧကန်းနဲ့မှာအမှတ်သာမီးဘက်ကိုအမှတ်ကောင်းနဲ့အောင်ပြီးတော့ဧကန်းနဲ့ရောက်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့လာပြီးတော့တရားအားထုတ်တာအရှင်နန္ဒကိုကြည့်ရကြတဲ့စကားနဲ့ကြည်ရင်တော့ကျေးစားယောဂီပဲအဲ့ဒီလိုပါပဲစီဝါတက်ခြင်းလို့ယာရုတိုးခြင်းလို့ဆိုပြီးတော့တရားလာအားထုတ်တာလည်းရှိတယ်အလုပ်ရအောင်လို့နိုင်ငံခြားသွားရအောင်လို့ဆိုပြီးတော့တရားလာအားထုတ်တာလည်းရှိတယ်ကိုထုတ်ထားတဲ့တခြင်းငွေလေးပေါက်အောင်ရောင်းကောင်းအောင်ဆိုပြီးတော့ကိုရိုက်ထားတဲ့ရုပ်ရှင်ဇာတ်ကားမှာအကယ်ဒမီရအောင်ဆိုပြီးတော့အဲ့ဒီလိုရွေးချက်မျိုးနဲ့တရားလာအားထုတ်ကြတာတွေလည်းရှိအဲ့တော့လောကီအကျိုးစီးပွားကိုမျှော်လင့်ပြီးတော့လာပြီးတော့တရားအားထုတ်ကြတာတွေပဲအရှင်နန္ဒကိုပြောတဲ့စကားနဲ့ဆိုရင်ကျေးစားယောဂီတွေပဲဒါပေမဲ့အဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့အားထုတ်တဲ့အတွက်ကြောင့်အကျိုးမရှိတော့ဘူးလားလို့မေးရင်တော့အကျိုးမရှိဘူးတော့မဟုတ်ပါဘူးအကျိုးရှိပါအစပထမမှာမိမိရဲ့ရည်ရွယ်ချက်ကသိပြီးတော့မမြတ်တန့်စင်မှုမရှိတော့လည်းပဲတရားအားထုတ်ရင်နဲ့တရားအသိဉာဏ်ကြီးရင့်ကျက်လာတဲ့အခါမှာရည်ရွယ်ချက်တွေလည်းတစ်ဖြည်းဖြည်းပြောင်းလဲသွားမှာပါရည်ရွယ်ချက်တွေပြောင်းလဲသွားတဲ့အခါတရားအဆင့်တန်းဟာလည်းအံ့ဩပဲကောင်းလောက်အောင်တိုးတက်သွားမှာပါပဲဒီအချက်ကိုအရှင်နန္ဒရဲ့နောက်ပိုင်းဖြစ်ကိုဆက်ပြီးတော့လေ့လာကြည့်ရင်သိနိုင်ပါတယ်သို့တော်လည်းပဲတကယ်တမ်းဖြစ်တဲ့နာနဲ့တကယ်တမ်းအဖြစ်တဲ့ဆုံးနဲ့
အမှန်ကန်ဆုံးကတော့နိဗ္ဗာန်ကိုဥတည်ပြီးတော့ကုသိုလ်ကောင်းမှုပြုခြင်းပဲနိဗ္ဗာန်ကိုဥမတည်ပဲနဲ့ပိဿုပန်ကြီးပွားရေးနဲ့ဓမ္မလွန်ချမ်းသာရေးကိုဥတည်ပြီးတော့ပြုတဲ့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတွေဟာကျေးဇူးကောင်းမှုတွေပဲအဲ့ဒီကောင်းမှုပြုထားတဲ့ကောင်းမှုရှင်တွေဟာလည်းကျေးဇူးကောင်းမှုရှင်တွေပဲပိဿုပန်ကြီးပွားရေးအတွက်ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာတကယ်စဉ်းစားကြည့်ရင်ပိဿုပန်စာဝိနေရေးလုပ်နေတာပါပဲဓမ္မလွန်ချမ်းသာရေးအတွက်ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာလဲပိဿုပန်စာဝိနေရေးလုပ်ရတာအားမရလို့ဓမ္မလွန်စာဝိနေရေးအတွက်ခုကလေးကကြိုပြီးတော့လုပ်နေတာနဲ့အတူတူပါပဲဒီတော့ဘယ်လိုကုသိုလ်ကောင်းမှုကိုပဲပြုနိဗ္ဗာန်ကိုဥတည်ပြီးတော့ပဲပြုတဲ့နဲ့နိဗ္ဗာန်ကိုဥတည်ပြီးတော့ပြုတဲ့ကောင်းမှုတနည်းပြောရရင်မိမိအလိုရှိသောဘောဓိဉာဏ်နဲ့တကွာသောနိဗ္ဗာန်ကိုဥတည်ပြီးတော့ပြုတဲ့ကုသိုလ်ကောင်းမှုဒီသာလင်းကျေးဇူးကောင်းမှုအဖြစ်ကနေလွန်မြောက်တဲ့ကောင်းမှုဖြစ်မယ်။အဲကြောင့်ဘတ္တကောကိရယသမဏန္တောအာယသမဏန္တောရှင်နန္ဒသည်ဘတ္တကောကိရကျေးဇူးပုဂ္ဂိုလ်ကြီးပါလား။ဥပကိတကောကိရယသမဏန္တောအာယသမဏန္တောရှင်နန္ဒသည်ဥပကိတကောကိရအဝယ်တော်ကြီးဖြစ်နေပါဘောလား။အရှင်နန္ဒဟာအဝယ်တော်ကြီးပဲ။နတ်သမီးကြီးဟူသောကုန်ပစ္စည်းကိုတတိပဋ္ဌာန်ကြီးဟူသောငွေကြေးပိုက်ဆံနဲ့ဝယ်ယူနေတဲ့အဝယ်တော်ကြီးပဲအဲဒီလိုအဖြစ်ရဟန်းတော်များကကျေးဇာဆိုတဲ့စကားလုံးအဝယ်တော်ဆိုတဲ့စကားလုံးနဲ့အရှင်နန္ဒရဲ့အနာကနေအရှင်နန္ဒမကြားကြားအောင်ပြောဆိုပြီးတော့ကဲ့ရဲ့နေကြအဲဒီလိုကျေးဇာဆိုတဲ့စကားလုံးအဝယ်တော်ဆိုတဲ့စကားလုံးနဲ့ပြောဆိုပါများလာတော့ကဲ့ရဲ့ပါများလာတော့အရှင်နန္ဒအမတန်ရှက်လာတယ်အမတန်ရှက်လာတဲ့အတွက်ကြောင့်ဒီနတ်သမီးကြီးဟူသောကုန်ပစ္စည်းကိုရဖို့အတွက်နတ်သမီး900ကိုရဖို့အတွဲဆိုတဲ့ရည်ရွယ်ချက်နဲ့တရားအားထုတ်ခြင်းနဲ့စိတ်မရှိတော့ဘဲနဲ့တကယ့်ကိုဆင်းရဲဒုက္ခကလွတ်မြောက်အောင်အားထုတ်ခြင်းနဲ့စိတ်တည်ဖြစ်ပြီးတော့အရှင်နန္ဒသည်အာယသမဏန္တောရှင်နန္ဒသည်ဧကောတယောက်တည်းဧကောဘောင်းဘောကိုစွန့်ခွာပြီးတော့တယောက်တည်းဥပကထောစိတ်ငြိမ်ရာသို့ချင်းကလျက်အပ္ပမတောအမြဲမပြတ်တတိကလျက်အာတာပိကိလေသာကိုပူပန်စေတတ်ခန်းချောက်စေတတ်တဲ့သမ္မာပဒံဝိရိယရှိသည်ဖြစ်၍ပဟိတတောနိဗ္ဗာန်၌စေလွတ်အပ်သောစိတ်ရှိသည်ဖြစ်၍ဝါခန္ဓာ၌စေလွတ်အပ်သောစိတ်ရှိသည်ဖြစ်၍ဝိဟရန္တောတတိပဋ္ဌာန်လို့ပွားများအားထုတ်၍နေတော်မူလိုက်သည်ရှိသောနစီရသေးဝမကြမြင့်မိပလျံအရဟတံအရဟတဖို့သို့ပါပုနီကောင်းစွာမသွေဆက်ရောက်တော်မူခဲ့ပါပေတည်းအရှင်နန္ဒယဟန္တာဖြစ်သွားပြီးတဲ့နောက်အရှင်နန္ဒယဟန္တာဖြစ်တာကိုမသိကြတဲ့ယဟန်တော်များကအရှင်နန္ဒကိုမေးကြတယ်နန္ဒာမင်းလူထွက်ခြင်းနဲ့စိတ်ရှိသေးလားအဲ့ဒီလိုမေးတော့ရှင်နန္ဒကနတ္တိမေဟဥသောကိဟိဘာဝယအာလယောငါရှင်တို့ငါလူထွက်ခြင်းနဲ့စိတ်မရှိတော့ပါဘူးလူဝိကြောင့်ဘဝရဲ့အပေါ်မှာညှိကပ်တွေ့တာတဲ့စိတ်လုံးဝမရှိတော့ပါဘူးလို့ဖြေကြပါတယ်အဲ့ဒီလိုဖြေကြတော့ယဟန်တော်များကနန္ဒဟာအရင်နေ့တွေကနေတိုင်းအချိန်တိုင်းသာသနာပေါင်းမပြောတဲ့အကြောင်းလူထွက်ခြင်းတဲ့အကြောင်းတဖောက်ဖပြောနေပြီးတော့အခုကြတော့လူဘဝပေါ်မှာလုံးဝညှိကပ်ခြင်းမရှိတော့ပါဘူးလို့ဒီလိုပြောနေတာဟာတကယ်တော့နန္ဒဟာသူ့ကိုယ်သူယဟန္တာဖြစ်တယ်လို့ပြောနေတာပဲသူ့ကိုယ်သူအရဟတဖို့ရပြီလို့ကြွေးကြော်နေတာပဲဆိုပြီးတော့မြတ်စွာဘုရားသွားလျှောက်ကြတယ်မြတ်စွာဘုရားနန္ဒဟာယနေ့တွေကလူထွက်ခြင်းတဲ့အကြောင်းတဖောက်ဖပြောပြီးတော့အခုကျတော့လူထွက်ခြင်းတဲ့စိတ်လုံးဝမရှိတော့ဘူးလို့ပြောနေတာဟာအရဟတဖို့ကိုဖြည့်ဆုံးနေတာပါပဲဗျာတပည့်တော်တို့ဘယ်လိုနားလည်ရပါမလဲအဲ့ဒီလိုလျှောက်တန်းကြတော့မြတ်စွာဘုရားရှင်ကချက်သားတို့နန္ဒရဲ့စိတ်သည်ရခင်နေ့များကအမိုးမလုံးတဲ့အိမ်နဲ့တူးနေခဲ့တယ်နန္ဒသည်အမိုးမလုံးတဲ့အိမ်မှာနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေခဲ့တယ်အိမ်ရဲ့လုံခြုံမှုနဲ့ချမ်းသာမှုမှာအမိုးဟာအရေးကြီးဆုံးပဲအမိုးတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မနေဘူးကြိုးကြဲဖြစ်နေမယ်အမိုးတစ်ချက်မှလည်းပဲအပေါက်အပြဲတွေဖြစ်နေမယ်ဆိုရင်မိုးရွာပြီဆိုရင်အဲ့ဒီကျဲနေတဲ့နေရာပေါက်နေတဲ့နေရာကမိုးရေတွေဝင်လိမ့်မယ်မိုးရေတွေဝင်ပြီဆိုရင်အဲ့ဒီအိမ်ဟာမိုးရေရဲ့နှိမ့်ဆက်မှုခံရတဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခဖြစ်ရမယ်အဲ့ဒီလိုပဲစိတ်တည်ဟူသောအိမ်မှာသမထဝိပဿနာဘာဝနာတည်ဟူသောအမိုးလုံခြုံအောင်မိုးမထားဘူးဆိုရင်သမထဝိပဿနာဆိုတဲ့အမိုးကြိုးကြဲလေးမိုးထားမယ်ပေါက်ပြဲနေအောင်မိုးထားမယ်
ဆက်ဆက်မှုမရှိပဲမိုးထားမယ်ဆိုရင်အဲ့ဒီကျင်းနေပေါက်နေတဲ့နေရာကနေကိလေသာတည်ဟူသောမိုးရေတွေဝင်ရောက်လာနိုင်တယ်မိမိရဲ့စိတ်ကိုသမထဝိပဿနာဆိုတဲ့အမှုလုံခြုံအောင်မိုးမထားဘူးဆိုရင်ကိလေသာဆိုတဲ့မိုးရေတွေရဲ့နှိမ့်ဆက်မှုကိုခံရမယ်ပဂတိသောမိုးသည်ပင်လင်အိမ်ပေါက်နေတဲ့နေရာကျင်းနေတဲ့နေရာကမိုးရေတွေဝင်လာပြီဆိုရင်အဲ့ဒီမိုးကအိမ်မှာရှိတဲ့ပစ္စည်းပစ္စည်းနဲ့တကအိမ်မှာရှိတဲ့လူတွေအလုံးကိုနှိမ့်ဆက်တတ်တဲ့သဘောရှိတယ်ပဂတိသောမိုးသည်ပင်လင်နှိမ့်ဆက်တတ်တဲ့သဘောရှိတယ်ဆိုရင်ကိလေသာဆိုတဲ့မိုးကတော့ပို့ပြီးတော့နှိမ့်ဆက်မှာပဲကိလေသာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုကစိတ်ကိုညှင်းဆဲတတ်တဲ့သဘောစိတ်ကိုပူလောင်စေတတ်တဲ့သဘောစိတ်ကိုပင်ပန်းစေတတ်တဲ့သဘောကိုကိလေသာလို့ခေါ်တယ်အခုရှင်နန္ဒရဲ့စိတ်ဆံမှာဖြစ်နေခဲ့တဲ့ကိလေသာကတော့တဏှာရာဂလို့နာမည်တက်ရတဲ့လောဘကိလေသာပါပဲကိလေသာလို့ဆိုလိုက်ရင်အများစုကဒီတဏှာရာဂတစ်ခုကိုပဲသွားပြီးတော့မြင်တတ်ကြအမှန်ကတော့ကိလေသာက10မျိုးရှိတယ်အပြည့်အစုံပြောရရင်14မျိုးရှိလောဘတာယာလူချင်းနှစ်သက်တတ်မဲ့တွေ့တာတဲ့သဘောဒေါသစိတ်ဆိုးစိတ်ပြည့်အမျက်ထွက်တတ်တဲ့သဘောမောဟအမှန်ကိုအမှန်တိုင်းမသိတဲ့သဘောအမှန်ကိုအမှားလို့သိတဲ့သဘောအမှားကိုအမှန်လို့သိတဲ့သဘောမာနထောင်လွှတ်တက်ကြွတဲ့သဘောဒိဋ္ဌိအယူမှားတဲ့သဘောဝိသိကိစ္စယုံမှားတွေးတောတဲ့သဘောထိနာထိုင်မိုင်းတဲ့သဘောပြင်းရတဲ့သဘောလေးလံတဲ့သဘောဥဒိစ္စပြန့်လွင်တဲ့သဘောအဟိရိကမကောင်းမှုပြုရမှာမရှက်တဲ့သဘောအနတ္တပမကောင်းမှုပြုရမှာမကြောက်တဲ့သဘောလို့ကိလေသာ10ပါးရှိပါတယ်အဲ့ဒီကိလေသာ10ပါးမှာဒေါသကိလေသာနဲ့အုပ်စုချင်းတူတဲ့ကြံတဲ့ကိလေသာ3မျိုးရှိတယ်အဲ့ဒါကအိတ်တာရဲ့မစ္စရိယရဲ့ကုက္ကုဆရဲ့လို့3မျိုးအိတ်တာဆိုတာကသူတစ်ပါးကြည်ပွားတူတဲ့ဒါကိုမနာလိုတဲ့သဘောညူစုဆောင်းမြောင်းတဲ့သဘောမစ္စရိယဆိုတာကတော့မိမိပြည့်စုံတယ်လို့သူတစ်ပါးမပြည့်စုံစေခြင်းတဲ့သဘောကုက္ကုဆဆိုတာကတော့ပြုလိုက်မိတဲ့မကောင်းမှုအတွက်မပြုလိုက်မိတဲ့ကောင်းမှုအတွက်နောင်တတဖန်ပူပန်တဲ့သဘောအဲဒီအိတ်တာမစ္စရိယကုက္ကုဆသည်ဒေါသနဲ့အုပ်စုတစ်ခုတည်းဖြစ်တဲ့အတွက်ကြောင့်ကိလေသာ10ပါးထဲမှာထည့်မပြောတော့ဘူးမပြောတော့လည်းပဲဒေါသနဲ့အတူအဲ့ဒီကိလေသာ3ပါးကိုပါတွဲပြီးတော့မှတ်ကြရမယ်တခါမိဋ္ဌလို့ခေါ်တဲ့ကိလေသာကလည်းထိနာနဲ့အုပ်စုချင်းတူတဲ့အတွက်ကြောင့်ထည့်မထားဘူးသို့တော့အဲ့ဒီမိဋ္ဌကိုပါထည့်ရမယ်ထိနာဆိုတာကစိတ်ရဲ့ထိုင်ပိုင်းတဲ့သဘောလေးလံတဲ့သဘောမိဋ္ဌဆိုတာကစိတ်မှတပါသောစေတသိက်တွေရဲ့ထိုင်ပိုင်းတဲ့သဘောလေးလံတဲ့သဘောအဲ့ဒီလိုအပြင်ခုနပြောခဲ့တဲ့ကိလေသာ10ပါးနဲ့အိဒါမစ္စရိယကုက္ကုဆမိဋ္ဌအဲ့ဒီ4မျိုးထည့်လိုက်ပြည့်ပြည့်စုံစုံကိလေသာ14မျိုးရှိပါတယ်ဒီတော့မိမိရဲ့စိတ်ဓိရောအိမ်ကိုသမထဝိပဿနာဆိုတဲ့သမထဝိပဿနာဘာဝနာလို့ဆိုတဲ့အမိုးစိတ်ကလေးမိုးမထားဘူးဆိုရင်ကျဲနေမယ်ပေါက်နေမယ်ဆိုရင်အဲ့ဒီကျဲနေပေါက်နေတဲ့နေရာကနေခုနကိလေသာ14မျိုးတွေကတစ်မျိုးမျိုးသို့မဟုတ်တစ်မျိုးတည်းများတဲ့ကိလေသာတွေဝင်ရောက်နှိမ့်ဆက်ကြလိမ့်မယ်ချက်သားတို့နာအရှင်နန္ဒရဲ့စိတ်ပြီးရခင်နေများကအမိုးမလုံတဲ့အိမ်နဲ့တူးနေတဲ့အတွက်ကြောင့်မလုံတဲ့နေရာကနေကိလေသာတွေဝင်ရောက်နှိမ့်ဆက်တဲ့အတွက်လူထွက်ခြင်းတဲ့အကြောင်းသာသနာ့ဘောင်မပြောတဲ့အကြောင်းတစ်ဖက်ကပြောနေခြင်းဖြစ်ပါတယ်အခုတော့နန္ဒရဲ့စိတ်ပြီးအမိုးလုံတဲ့အိမ်နဲ့တူသွားပြီနန္ဒပြီးမိုးလုံအိမ်မှာနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သွားခဲ့ပြီအိမ်တိုင်းမှာအမိုးနေပြီဆိုရင်တော့ကျဲနေပေါက်နေခြင်းမရှိဘူးဆိုရင်တော့အပြင်ဘက်ကမိုးတွေရွာခြင်းတလောက်ရွာပြီးတော့မိုးရေဝင်ရောက်ခြင်းလုံးဝမရှိမိုးရေဝင်ရောက်ခြင်းမရှိတဲ့အတွက်မိုးရေရဲ့နှိမ့်ဆက်မှုမခံရတဲ့အတွက်ကြောင့်ချမ်းသာရတယ်အဲ့ဒီကြောင့်မြတ်စွာဘုရားကမိန့်ကြားတော်မူပြီးတော့ယထာဂရံဒုသနာဝုဋ္ဌိတမတိဝိသန္တိဧဝံအဘာဝိတံစိတ်တံလခောတမတိဝိသန္တိဘေကဝေပိဋ္ဌ၄ပါးချက်သားချက်သမီးတို့ဒုသနံမကောင်းသဖြင့်မိုးအပ်သောဂရံအိငုဝုဋ္ဌိမိုးရေမိုးပေါက်သည်တမတိဝိသတိယထာထိုးဖောက်ဝင်ရောက်နှိမ့်ဆက်နိုင်တဲ့ကဲ့သို့ဧဝံဤအတုအဘာဝိတံသမထဝိပဿနာဘာဝနာဖြင့်ကောင်းစွာထုံမွေးမထသောစိတ်တံစိတ်ကိုရာဂောရာဂတယောရာဂစရှိတဲ့ကိလေသာတရားတို့သည်တမတိဝိသတိတမတိဝိဇန္တိထိုးဖောက်ဝင်ရောက်၍နှိမ့်ဆက်နိုင်ကြလေကုန်သတည်း
တရားနာပိဋကများရဲ့စိတ်သည်အိမ်နဲ့တူတယ်သမထဝိပဿနာဘာဝနာသည်အမိုးနဲ့တူတယ်ကိလေသာတရားများသည်မိုးရှည်နဲ့တူတယ်မိမိရဲ့စိတ်ဓိသောအိမ်ကိုသမထဝိပဿနာဘာဝနာလို့ခေါ်တဲ့အမိုးစစ်စစ်ဆက်ဆက်လုံခြုံအောင်မိုးမထားဘူးဆိုရင်ကိလေသာဆိုတဲ့မိုးရေတွေဝင်ရောက်နှိမ့်ဆက်ကြမယ်မိမိရဲ့စိတ်ဓိသောအိမ်ကိုသမထဝိပဿနာဘာဝနာလို့ခေါ်တဲ့အမိုးစစ်စစ်ဆက်ဆက်လုံလုံခြုံခြုံမိုးထားရင်တော့ကိလေသာမိုးရေတွေဝင်ရောက်နှိမ့်ဆက်နိုင်ခြင်းမရှိဘူးကိလေသာမိုးရေတွေရဲ့နှိမ့်ဆက်ခြင်းမရှိမှမိမိတို့လိုလားတောင့်တတဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်ဆိုတာမျက်မှောက်ပြုနိုင်ကြမှာဒါကတော့အကျဉ်းပြင်းအနေနဲ့ပြောတာပါပဲဝိပဿနာလုပ်ခင်ဝင်နေတဲ့ပုဂ္ဂိုလ်များအတွက်အသေးစိတ်ပြီးတော့ပြောရရင်တော့မိမိရဲ့စိတ်တည်ဟူသောအိမ်ကိုတတိတည်ဟူသောအမိုးလေးစစ်စစ်ဆက်ဆက်လုံလုံခြုံခြုံမိုးထားရမယ်သမထဝိပဿနာဘာဝနာလို့ဆိုလိုက်တာကအားလုံးနဲ့ဆိုင်အောင်ခြုံငုံပြီးတော့ပြောလိုက်တာဝိပဿနာလုပ်ကိုတကယ်တမ်းမဲ့ရောက်ဖိုးရောက်အားထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်အတွက်တော့တတိတည်ဟူသောအမိုးလေးစစ်စစ်ဆက်ဆက်လုံလုံခြုံခြုံမိုးထားရမယ်တတိအမှုကျဲသွားတာနဲ့တတိအမှုပေါက်သွားတာနဲ့အဲ့ဒီကျဲသွားပေါက်သွားတဲ့နေရာကနေကိလေသာဝင်ရောက်လာလိမ့်မယ်ကိလေသာဝင်ရောက်လာပြီဆိုရင်စိတ်တည်ငြိမ်မှုတမာတိမဖြစ်တော့ဘူးစိတ်တည်ငြိမ်မှုတမာတိမှမဖြစ်တော့ဝိပဿနာဉာဏ်နဲ့တော့ကမဉ္ဇဉ်ဘုံဉာဏ်ကြီးမဖြစ်နိုင်တော့ဘူးဒီတော့မိမိရဲ့စိတ်ကိုတတိတည်းသောအမိုးလေးအဆက်မပြတ်စစ်စစ်ဆက်ဆက်လုံလုံခြုံခြုံဖြစ်နေဖို့အတွက်ဆိုရင်ထိုင်ပြီးတော့ရှုမှတ်ယုံစဉ္ညာရှုမှတ်ယုံနဲ့မလုံလောက်ဘူးအထွေထွေလေးစိတ်ပြုမှုလှုပ်ရှားမှုတွေကိုလေးလေးစားစားတမိုးထားပြီးတော့ရှုမှတ်မှသာလျှင်မိမိရဲ့စိတ်ဟာတတိတည်းသောအမိုးလေးဆက်ဆက်ပြီးတော့နေမယ်တတိပဋ္ဌာန်ရဲ့ပင်ကိုယ်တပုဂ္ဂိုလ်ကအချိန်တိုင်းမှာဖြစ်ပေါ်နေတဲ့အချိန်တိုင်းမှာခန္ဓာမစဲဖြစ်ပေါ်နေတဲ့ယုံနံယုတ်တရားနံတရားတွေရဲ့သဘာဝကိုအချိန်တိုင်းစက္ကန့်မလမိနစ်မလအဆက်မပြတ်တရဆက်သိနေအောင်လုပ်ရတဲ့အလုပ်ပဲလုပ်သွားရတဲ့တိုင်းနဲ့စက္ကန့်ပိုင်းမိနစ်ပိုင်းလေးစက္ကန့်ပိုင်းအချိန်ပိုင်းလေးတတိလွတ်သွားလို့မမှတ်လိုက်မိတာနဲ့တိုင်းနဲ့အဲ့ဒီမမှတ်လိုက်မိတဲ့နေရာကနေမမှတ်လိုက်မိတဲ့အချိန်ပိုင်းကလေးမှာမမှတ်မိလိုက်တဲ့ယုံနံအာယုန်နဲ့ပတ်သက်ပြီးတော့ကိလေသာဝင်ရောက်လာတော့တာပဲဒီတော့တတိအမိုးလုံခြုံတဲ့အိမ်မှာနေဖို့အတွက်မိမိဟာမိုးလုံအိမ်မှာနေတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းနဲ့ဆိုရင်ထိုင်အမှတ်ဈဉ္ညာအမှတ်ကိုကြည်ပဲအာမကိုနဲ့အထွေထွေသေးစိတ်အမှတ်တွေကိုလည်းပဲလေးလေးဆဆနဲ့တန်ဖိုးထားပြီးတော့အားထုတ်ကြရမယ်။တန်ဖိုးညာအမှတ်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်ကတတိပ္ပံသုံးတော်မှာပြည့်ပြည့်စုံစုံဟောထားတာပဲ။အဘိက္ခဏေပဋိက္ခဏေသမ္မဇာနာကာရီဟောတိရှိသွားတဲ့အခါနောက်ဆုတ်တဲ့အခါမှာလည်းတတိမလွန်ရှုမှတ်ပြီးတော့ရှိတိုးရမယ်နောက်ဆုတ်ရမယ်အာလောကိတေဝီလောကိတေသမ္မဇာနာကာရီဟောတိရှိတဲ့ကြည်တဲ့အခါစောင့်ရင်ကြည်တဲ့အခါမှာလည်းတတိမလွန်ရှုမှတ်ပြီးတော့ကြည်ရမယ်သမေစီတေပတာရိတေသမ္မဇာနာကာရီဟောတိလက်ချီတို့ကိုကိုွေးတဲ့ဆန်းတဲ့အခါမှာလည်းတတိမလွန်အောင်ရှုမှတ်ပြီးတော့ကိုွေးရဆန်းရမယ်သင်္ဃာတိပတ္တစီဝရဓာရဏီတပိတ်သင်္ကန်းကိုကိုင်တဲ့အခါရှုတဲ့အခါအသုံးပြုတဲ့အခါမှာလည်းပဲတတိမလုံးအောင်ရှုမှတ်ပြီးတော့အသုံးပြုရမယ်အတိတေပိတေခာယိတေတာယိတေသမ္မဇာနာကာရီဟောတိစားတဲ့အခါတောက်တဲ့အခါခဲတဲ့ကြိုက်ခဲတဲ့အခါရက်တဲ့အခါဒီမှာလည်းပဲတတိမလုံးအောင်ရှုမှတ်ပြီးတော့ပဲစားရတောက်ရကြိုက်ရရဲရမယ်ဥစ္စာရပတ္တဝကံမေသမ္မဇာနာကာရီဟောတိကျင်ကြီးကျင်ငယ်ဆွမ်းတဲ့အခါမှာလည်းတတိမလုံးအောင်ရှုမှတ်ပြီးတော့မှဆွမ်းရမယ်ကတိထိတေနိသိနေသုတ်တေဇာဂရိတေပါတိတေတုံဒီဘာဝေသမ္မဇာနာကာရီဟောတိပါတဲ့အခါရက်တဲ့အခါထိုင်တဲ့အခါမှာလည်းပဲတတိမလွတ်အောင်ရှုမှတ်ပြီးတော့သွားရရထိုင်ရမယ်အိတ်တဲ့အခါနိုးတဲ့အခါစကားပြောတဲ့အခါစကားမပြောဘဲငြိမ်နေတဲ့အခါဒီမှာလည်းပဲတတိမလွတ်အောင်ရှုမှတ်ပြီးတော့အိပ်ရမယ်နိုးရမယ်စကားပြောရမယ်ငြိမ်နေရမယ်ဆိုပြီးတော့အကျေတဝင့်ဟောကြားထားတယ်အဲ့ဒါသမ္ပညာပိုင်းမှာဟောထားတဲ့အချက်ကိုကြည့်လိုက်လို့ရှိရင်တော့ရုပ်ပိုင်းဆိုင်ရာအပြုအမူတွေမှာပဲတတိအမြဲတမ်းကတ်ထားရမယ်လို့ထင်စရာပါပဲအမှန်ကတော့အဲ့ဒီအထွေထွေသေးစိတ်ပြုမှုလှရှားမှုတွေပြုလုပ်နေတဲ့အချိန်မှာဖြစ်နေတဲ့စိတ်ရဲ့သဘာဝစိတ်ရဲ့အခြေအနေလေးတွေကိုလည်းပဲသိအောင်တတိကတ်ပြီးတော့ရှုမှတ်ရမှာပါ
ရုပ်ပိုင်းဆိုင်ရာပြုမှုလှုပ်ရှားမှုကပိုပြီးတော့ထင်ရှားရင်အဲ့ဒီရုပ်ပိုင်းဆိုင်ရာပြုမှုလှုပ်ရှားမှုကိုတတိကပြီးတော့ရှုမှတ်ရမယ်ပြုမှုလှုပ်ရှားမှုရုပ်ပိုင်းဆိုင်ရာအမူအရာကစိတ်ထဲမှာထင်ရှားပဲနဲ့အဲ့ဒီပြုမှုလှုပ်ရှားမှုကိုသိနေတဲ့စိတ်ကလေးကထင်ရှားရင်လည်းအဲ့ဒီသိနေတဲ့စိတ်ကလေးကိုပဲတတိကပ်ပြီးတော့ထားရဓမ္မမို့အဲ့ဒီအထူးသေးစိတ်ပြုမှုလှုပ်ရှားမှုကိုလုပ်နေတဲ့အချိန်မှာဖြစ်နေတဲ့မိမိရဲ့စိတ်ရဲ့အခြေအနေဆိုကြပါစို့တတ်မှတ်တဲ့စိတ်နှစ်သက်တဲ့စိတ်စိတ်ဆိုးတဲ့စိတ်စိတ်ပြတ်တဲ့စိတ်ပြန့်လွင့်တဲ့စိတ်တွေးတောတဲ့စိတ်စသည်အဖြစ်အထူးပြုမှုလှုပ်ရှားမှုကိုလုပ်နေတဲ့အချိန်မှာလည်းပဲစိတ်ရဲ့အခြေအနေတွေကအမျိုးမျိုးဖြစ်နေနိုင်တာပဲဒီတော့အထူးအသေးစိတ်အမှတ်ကိုမှတ်လို့ဆိုတဲ့နေရာမှာကိုယ်ကာယဆိုင်ရာပြုမှုလှုပ်ရှားမှုတွေကိုကြီးပဲမှတ်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးအဲဒီကိုယ်ကာယဆိုင်ရာပြုမှုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အချိန်မှာဖြစ်နေတဲ့စိတ်ရဲ့အခြေအနေစိတ်ရဲ့သဘာဝလေးတွေကိုပါသိအောင်မှတ်သွားကြရမှာပါဆိုကြပါစို့ရေချိုးမျက်နှာသစ်နေတဲ့အချိန်မှာဆိုရင်လည်းပဲရုပ်ပိုင်းဆိုင်ရာပြုမှုကမျက်နှာသစ်နေပေမဲ့အများအပြားကတော့မျက်နှာသစ်နေရင်လည်းစိတ်ကတစ်ခုခုကိုတွေးရင်တွေးနေတတ်တာပဲအဲ့ဒီအခါမှာမျက်နှာသစ်နေတဲ့အချိန်မှာဖြစ်နေတဲ့လှုပ်ရှားမှုထိတွေ့မှုဆက်ရှိတဲ့အမူအရာလေးတွေကိုလည်းပဲရှုမှတ်လို့ရတယ်အဲ့ဒီပုံမှာစိတ်ကမကပ်ဖဲနဲ့တတိမကပ်ဖဲနဲ့မျက်နှာသစ်နေရင်နဲ့စိတ်ထဲမှာအတွေးတစ်ခုခုကပို့ပြီးတော့ထင်ရှားနေတယ်ဆိုရင်လည်းမျက်နှာသစ်နေရင်လည်းပဲအဲ့ဒီစိတ်ထဲမှာဖြစ်နေတဲ့အတွေးစိတ်မှာဖြစ်နေတဲ့အခြေအနေကိုစူးစိုက်ပြီးတော့တတိကပ်လို့ရှုမှတ်ကြရမှာပါဒီတော့ထွေထွေသေးစိတ်လို့ဆိုလိုက်တာနဲ့ရုပ်ရောနာမ်ရောရုပ်နာမ်နှစ်ခုလုံးမှာဖြစ်နေတဲ့အမူအရာတွေကိုရှုမှတ်ရမယ်ဆိုတာကိုမှတ်သားကြရမယ်ရှုမှတ်ခါစားမှာတော့အထွေထွေသေးစိတ်အမူအရာတွေဟာမမှတ်မိလိုက်ဖက်နဲ့လွတ်သွားတာကများတတ်ပါတယ်အမှန်ကတော့ထွေထွေသေးစိတ်ပြုမှုသည်ထိုင်မှတ်နေတဲ့အချိန်မှာရောဈဉ္ညာမှတ်နေတဲ့အချိန်မှာရောရှိနေတာပါပဲထိုင်နေတဲ့အချိန်မှာရောဈဉ္ညာရှောင်းနေတဲ့အချိန်မှာရောခုနပြောခဲ့တဲ့အထွေထွေအမူအရာတွေအကုန်လုံးရှိနေတယ်အဲ့တော့ထိုင်မဲ့ချိန်ဈဉ္ညာချိန်မှာလည်းပဲဒီအထွေထွေမှတ်တွေကိုထင်ရှားရင်ထင်ရှားတယ်လို့ရှုမှတ်နိုင်တာပါပဲထိုင်နေဈဉ္ညာချိန်မှာတပါးသောအချိန်တွေမှာဆိုရင်တော့တစ်ခုပြီးတစ်ခုမဆုံးနိုင်အောင်မကုန်နိုင်အောင်များပြားပါတယ်များပြားတော့လောက်ရှုမှတ်နိုင်မှလည်းပဲကိလေသာဝင်ရောက်ခွင့်မရတဲ့အတွက်ကြောင့်ကိလေသာဈာခုခွင့်မရတဲ့အတွက်ကြောင့်တမာတိအားကောင်းလာမှာဖြစ်တယ်ဒီတော့စတင်ပြီးတော့လေ့ကျင့်ခါစားမှာတော့အထွေထွေအမူအရာတွေကိုအကုန်လုံးမှီအောင်လိုက်ပြီးတော့မှတ်နိုင်မှာမဟုတ်ဘူးလွတ်သွားတာတွေကများမှာပဲသို့တော်လည်းပဲအချိန်တိုင်းချိန်တိုင်းမှာဖြစ်နေတဲ့ရုပ်အမူအရာရောနာမ်အမူအရာရောဟာငါရှုမှတ်ရမယ်အရှုခံအာယုန်တွေပဲလို့အခိုင်အမာဆုံးဖြတ်ချက်ချထားပြီးတော့ဒါတွေကိုမလွတ်အောင်တတိကပ်ပြီးတော့ရှုမှတ်မယ်လို့ဒိဋ္ဌံထားမယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ရှုမှတ်နိုင်မှုများလာမှာပါအလေးချင်းအားကောင်းလာပြီဆိုရင်တော့မရှုမှတ်မိလိုက်တာကနည်းပါတယ်ရှုမှတ်မိလိုက်တာကြီးပဲများတတ်ပါတယ်နည်းနည်းလေးလှုပ်လိုက်တာနဲ့တပိုင်းနဲ့စိတ်ကအလိုလိုတတိကပ်ပြီးမှတ်မိရတာဖြစ်သွားတတ်ပါတယ်ဒီတော့အလေးအကျင့်လုပ်ပေးဖို့ပဲလိုအပ်ပါတယ်အဲဒီတော့ထွေထွေသေးစိတ်မှတ်ကလေးကိုတန်ဖိုးထားပြီးတော့လေးလေးစားစားနဲ့ရှုမှတ်သွားမယ်ဆိုရင်မဲ့ညာဘုံညာမဆိုင်နိုင်တဲ့အချိန်ဆိုတာတစ်ချိန်မှမရှိဘူးဆန်းစားနေနေလည်းမဲ့ညာဘုံညာဆိုင်နိုင်နေရေတောက်နေနေလည်းမဲ့ညာဘုံညာဆိုင်နိုင်နေဉာဏ်သိနေရင်ရေချိုနေရင်တင်းကြီးကျင်ငယ်ဆွနေရင်အချိန်မီမဲ့ညာဘုံညာဆိုင်နိုင်နေပြုမှုလှုပ်ရှားမှုဘယ်အပြုမှုဘယ်လှုပ်ရှားမှုမျိုးမှမဆိုမဲ့ညာဘုံညာဆက်ရောက်နိုင်တာပဲခဏကိုစီးလိုက်တဲ့အချိန်စီးပြီးသားခဏကိုချွတ်လိုက်တဲ့အချိန်မျက်မှန်လေးချွတ်လိုက်တဲ့အချိန်ချွတ်ထားတဲ့မျက်မှန်ကိုမျက်နှာပေါ်မှာတက်လိုက်တဲ့အချိန်အိတ်ကထဲလက်နှိုက်တဲ့အချိန်စသည်အဖြစ်အဝတ်စားလဲနေတဲ့အချိန်လုံကြီးပြင်ဝတ်တဲ့အချိန်စသည်အဖြစ်ပေါ့လေအထွေထွေအသေးစိတ်အမူအရာတွေဆိုတာဘာလဲလို့မေးရင်ပြောလို့မကုန်နိုင်အောင်အင်မတန်များပါတယ်အမျိုးသမီးများအနေနဲ့ဆိုလို့ရှိရင်တော့ခေါင်းဖိတဲ့အချိန်တနခါလိမ့်တဲ့အချိန်စသည်အဖြစ်ပေါ့အဲ့ဒီလိုတနေ့တာမိမိပြုမှုလှုပ်ရှားနေတဲ့နာပြုမှုတိုင်းမှာတတိကပ်ပြီးတော့တတိနဲ့အတူပညာပါအောင်ကြိုးစားပြီးတော့ရှုမှတ်သွားနိုင်မယ်ဆိုရင်ဘယ်အချိန်မျိုးမှမဆိုမဉ္ဇဉ်ဘုံဉ္ဇဉ်ဆက်ရောက်နေတာပါပဲဒီတော့မိမိဒီမဉ္ဇဉ်ဘုံဉ္ဇဉ်ဝိပဿနာဉာဏ်တွေရင့်ကျက်ပြီးတော့မဉ္ဇဉ်ဘုံဉ္ဇဉ်ကိုတကယ်တမ်းဆက်ရောက်ခြင်းတယ်ဆိုရင်တော့အထွေထွေအသေးစိတ်အမှတ်တွေကိုတန်ဖိုးထားပြီးတော့ရှုမှတ်မှဖြစ်မယ်အချိန်မီမဉ္ဇဉ်ဘုံဉ္ဇဉ်စိုက်နေတာနဲ့ပတ်သက်ပြီးတော့အားကျစရာကောင်းတဲ့အချက်ကတတိပဌာန်သာသနာထွန်းကားခဲ့တဲ့ဟိုတိဟိုကျုံးမှာယဟနာမဖြစ်ဘူးတဲ့စွန်းစားဇရက်ဆိုတာမရှိဘူးတဲ့ဒီလိုကျုံးမှာရှိတဲ့စွန်းစားဇရက်တိုင်းဟာယဟနာဖြစ်ဘူးကြတာကြီးပဲ
ဟိုရှိခေတ်တုန်းကတော့ရွာတိုင်းရဲ့ရွာအထွတ်မှာယဟန်တော်များခိတ္တတဲခုပြီးတော့ဆွမ်းစားဖို့အတွက်ဆွမ်းစားဇေယျကလေးတွေစောက်ထားကြယဟန်တော်များကဆွမ်းငံထွက်ပြီးပြန်လာပြီးဆိုရင်အဲ့ဒီရွာပြင်မှာရှိတဲ့ဆွမ်းစားဇေယျမှာပဲဆွမ်းစားတပိတ်ဒီပါးတွေဆေးကြောပြီးတော့မှတပိတ်ကြီးတက်နဲ့ကျောင်းကိုပြန်ကြအဲ့တော့အဲ့ဒီယဟန်တော်များကဆွမ်းငံထွက်တဲ့နေရာမှာလည်းပဲကတ္တပစ္စာကတ္တဝိုးလို့ခေါ်တဲ့ကျုပ်ဝတ်ကိုအထူးဖြစ်ခြင်းပြီးတော့ဆွမ်းငံထွက်တော်မူကြတယ်ကတ္တပစ္စာကတ္တဝိုးဆိုတာဆွမ်းခံအသွားရောအပြန်ရောကမ္မထံပါအောင်ကြိုးစားတဲ့ကျင့်စဉ်ကြီးပါကျောင်းကနေထွက်တဲ့အချိန်ကစကျောင်းပြန်ရောက်တဲ့အချိန်အထိတစ်ချက်မှအမှတ်မလွတ်အောင်ကြိုးစားတဲ့ကျင့်စဉ်ကိုကတ္တပစ္စာကတ္တကျင့်ဝတ်လို့ခေါ်တယ်ခြေလမ်းတိုင်းမှာအမှတ်ပါအောင်ကြိုးစားရတယ်အမှတ်မပါတဲ့ခြေလမ်းဆိုတာတလှမ်းမှမရှိအောင်တကယ်လို့အမှတ်မပါဘဲနဲ့လှမ်းလိုက်မိရင်တတိယရာနဲ့တပိန်နဲ့အမှတ်လွတ်သွားတဲ့နေရာကိုနောက်ကျောင်းပြန်လှည့်ရပြန်လှည့်ပြီးတော့မှအမှတ်နဲ့ဆက်ပြီးတော့ရှောက်ရဥပမာဆိုတော့ခြေလမ်း9လမ်းလောက်မမှတ်မိဘဲနဲ့အမှတ်လွတ်ပြီးတော့လှမ်းလိုက်မိတယ်ဆိုရင်နောက်ကို9လမ်းပြန်ဆုပ်ပြီးတော့မှတကအမှတ်ကလေးနဲ့လှမ်းရ10လမ်းလောက်အမှတ်လွတ်သွားတယ်ဆိုရင်လွတ်တဲ့နေရာထိ10လမ်းလောက်နောက်ပြန်ဆုပ်ပြီးတော့မှအမှတ်ကလေးနဲ့ဆက်ပြီးတော့လှမ်းရတယ်အဲ့ဒီလိုကျင့်တဲ့ကျုပ်ကိုကတ္တပစ္စာကတ္တဝိုးလို့ခေါ်တယ်ခြေလမ်းတစ်ခုတည်းပဲမှတ်တာတော့မဟုတ်ပါဘူးဆွမ်းခံထွက်တော့ဆွမ်းခံအရှိမတ်တက်ရက်လိုက်ပြီးဆိုရင်လည်းရက်တဲ့မူရကိုအာရုံပြုပြီးတော့ရက်တယ်ဆွမ်းလာတော့တပိတ်ကိုလက်တော့တပိတ်ကိုဖွင့်တော့ဖွင့်နေတောင်းလိုက်တဲ့ဆွမ်းကိုမြင်တော့မြင်နေဆွမ်းရဲ့အနံ့ကိုရတော့နန်းနေတပိတ်ကိုပြန်ပိတ်တော့ပိတ်တယ်စသည်အဖြစ်ခြေလမ်းတွေကိုရှုမှတ်တယ်လို့တခြားသောတပိတ်ဖွင့်ခြင်းပိတ်ခြင်းစတဲ့အပြုမူတွေအလုံးကိုလည်းပဲတတိမလွတ်အောင်ရှုမှတ်ပြီးတော့ဆွမ်းခံသွားတဲ့အကျင့်ကိုကတ္တပစ္စာကတ္တအကျင့်လို့ခေါ်တယ်ဒါတံပဇညအတိဉာဏ်นี่အားကောင်းပံ့ပိုးပေးတဲ့ကျင့်စဉ်ကြီးပါပဲအဲ့ဒီလိုနဲ့ဆွမ်းခံပြန်လာဆွမ်းခံရွာပြင်ရောက်တော့ဆွမ်းရရမှာထိုင်ပြီးတော့ဆွမ်းဖုံးပြီးတော့လည်းပဲအမှတ်မလွတ်အောင်ဆွမ်းလုပ်တိုင်းတတိကပ်ပြီးတော့ဆွမ်းဖုံးပြီးတော့မူကြတယ်ဒါကြောင့်တတိပဋ္ဌာန်သာသနာထွန်းကားစဉ်တုန်းကသင်္ဟုကျွန်းမှာဆွမ်းစားဇယတိုင်းဟာယန္နာဖြစ်ဖူးကြတယ်ယန္နာမဖြစ်ဖူးတဲ့ဆွမ်းစားဇယဆိုတာမရှိဘူးဇယတစ်ခုရဲ့နေရာတိုင်းဟာလဲယဟန္နာမဖြစ်ဖူးတဲ့နေရာဆိုတာတနေရာလေးမှမရှိဘူးတဲ့ဒီဟာလားဒီမေယဝတိဟိုကျွန်းတစ်ခုတည်း၌ပင်တေတုဂာမေတုထိုရွာတို့၌အာသနတာလာယံဆွမ်းစားကြောင်း၌ဝါဆွမ်းစားဇယ၌ယထာအကျဉ်းနေရာ၌ယာကုကိုပြိဝိတဝါတောက်ရပတ္တံဆွမ်းကိုပုံစိတ်တဝါဖုံးပေး၍အရဟတဖို့သူပတ္တရောက်ကြကုန်သောဘိက္ခုယဟန်တို့သည်နတ္ထိမရှိကြလေကုန်တံအာတနံထိုကဲ့သို့ယဟန္နာမဖြစ်ဘူးတဲ့ဆွမ်းစားဇယသည်တံအာတနံယဟန္နာမဖြစ်ဘူးတဲ့ဆွမ်းစားဇယကနေရာတနေရာလေးသည်နအထိဘလိုနည်းနဲ့မှမရှိခဲ့ပါပေတည်းတမ္ပစညအမှတ်တွေကိုကြိုးစားရှုမှတ်တာနဲ့ပတ်သက်ပြီးတော့ယောဂီပုဂ္ဂိုလ်တိုင်းအမြဲမပြတ်တတိယနေတဲ့နဲ့မထေကြီးရဲ့အကြောင်းဒါနပိဋကအများစုကြာဘူးပြီးသားသိဘူးပြီးသားပါပဲဒီဟိုကျောင်းကမထေကြီးတစ်ပါးနေ့လည်းနေခင်တပည့်ရဟန်းတော်များနဲ့စကားပြောပြီးတော့နေတဲ့အချိန်လက်ကိုအမှတ်မပါဘဲနဲ့အများကွေးလိုက်မိပြီးကမှအမှတ်မပါပဲကွေးလိုက်မိပါလားလို့တတိယပြီးတော့ကွေးပြီးသားလက်ကိုမူလနေရာမှာပြန်ထားလိုက်ပြန်ထားပြီးတော့မှဖြည်းဖြည်းလေးပြန်ကွေးတယ်ခုနကတ္တပစ္စာကတ္တကျင့်ဝတ်ကိုဖြည့်ကျင့်ကြတဲ့ရဟန်းတော်များဆွမ်းခံထွက်တဲ့အခါ9လမ်းလောက်အမှတ်လွတ်သွားရင်9လမ်းပြန်ဆုပ်ပြီးတော့ဖြည်းဖြည်းချင်းအမှတ်နဲ့ပြန်လှမ်းတယ်လို့ပဲပေါ့အဲ့မူလနေရာပြန်ထားပြီးတော့မှဖြည်းဖြည်းချင်းကွေးတာကိုတပည့်ရဟန်းတော်များကမြင်တော့အရှင်ဘုရားခုနလက်ကိုအမြန်ကွေးလိုက်ပြီးမှဘာဖြစ်လို့မူလနေရာမှာပြန်ထားပြီးတော့ဖြည်းဖြည်းလေးကွေးရတာလဲဒါရှင်တို့ငါဒီတတိပဋ္ဌာန်လို့စပြီးတော့အားထုတ်တဲ့အချိန်ကစပြီးတော့ဘယ်အပြုအမူဘယ်လှုပ်ရှားမှုမျိုးမဆိုအမှတ်မပါဘဲနဲ့ပြုမှုလှုပ်ရှားခဲ့တာမရှိခဲ့ဘူးအဲ့ချိန်ကွေးတဲ့ဆန်းတဲ့အခါမှာလည်းပဲအမှတ်မပါဘဲနဲ့ကွေးခဲ့ဆန်းခဲ့တယ်ဆိုတာမရှိဘူးအခုတော့သင်တို့နဲ့စကားပြောနေရတဲ့အတွက်ကြောင့်အမှတ်လွတ်ပြီးတော့လက်ကိုကွေးလိုက်မိတယ်
ကိုယ်လိုက်မိပြီးမှပြန်တတိယလို့မူလနေရာမှာပြန်ထားပြီးတော့အမှတ်ကလေးနဲ့ဖြည်းဖြည်းချင်းကိုယ်ချင်းဖြစ်ပါတယ်အဲ့ဒီလိုမိန့်ကြတယ်အဲ့တော့မှတပည့်ရဟန်းတော်များကသာဓုဗန္နေဘိက္ခုနာနာမဧဝရူပေနဘဝိတ္တံဗန္နေရှင်မြတ်သာဓုကောင်းလာပါပြီဘိက္ခုနာနာမယဟန်ဆိုတာဝါယောဂီပုဂ္ဂိုလ်ဆိုတာဧဝရူပေနဤကဲ့သို့သဘောရှိသောပုဂ္ဂိုလ်သည်ဘဝိတ္တံကောင်းစွာမသွေဖြစ်သင့်ပါပေတည်းယောဂီဆိုတာဒီလိုဖြစ်ရမယ်တဲ့ဒီလိုဖြစ်ရမယ်ဆိုတာဘာပြုမှုလှုပ်ရှားမှုမျိုးမဆိုအမှတ်လွတ်ပြီးတော့ပြုမှုလှုပ်ရှားတာမရှိစေရဘူးအမှတ်တတိကပ်ပြီးတော့မှပဲပြုမှုလှုပ်ရှားရမယ်လို့ဆိုလိုပါတယ်ဒီတော့ဒီမထေရကြီးရဲ့ဖြစ်စဉ်ကနေပြီးတော့မိမိတို့အတူယူရမှာကဘုရားဒီမထေရကြီးရဲ့ဖြစ်ပျက်ကနေကောက်ချက်ချစရာနှစ်ခုထွက်လာတယ်တစ်ခုကဘာလဲဆိုတော့မထေရကြီးအမှတ်လွတ်ပြီးကိုယ်ပြီးတော့အမှတ်လွတ်ပြီးတော့ကိုယ်ပြီးမှမူလနေရာမှာပြန်ထားပြီးဖြည်းဖြည်းချင်းပြန်ကွေးလိုက်တဲ့နဲ့ပတ်သက်ပြီးတော့တပည့်ရဟန်းတော်များမေးတဲ့မေးခွန်းကိုမထေရကြီးပြန်ဖြေတော့လဟုကံသောတလင်တမေဟထံလက်ကိုတမေစိတ်တဝါကွေးမိပြီးတော့မှပုဏ္ဏဓမ္မယထာဌာနေထားမြဲတိုင်းသောနေရာ၌ထပ်ပစ်တဝါပြန်ထား၍တဏိကံဖြည်းဖြည်းလေးတမေစိသည်ကွေးလိုက်လေပြီအသောတလင်မြန်မြန်ကြီးကွေးလိုက်မိပြီးတော့မှမူလနေရာမှာပြန်ထားပြီးတော့မထေရကြီးကွေးလိုက်တဲ့နေရာမှာစာကဘယ်လိုပြထားလဲဆိုတော့တဏိကံတမေစေသည်တဲ့ဖြည်းဖြည်းလေးကွေးလိုက်တယ်ဆိုတဲ့စကားရက်ကလေးပါတယ်ဒီစကားရက်ကိုထောက်ရှုခြင်းအပြင်ယောဂီပုဂ္ဂိုလ်များဟာအထွေထွေပြုမှုလှုပ်ရှားမှုများကိုပြုမှုလှုပ်ရှားကြတဲ့အခါမှာမူလပြုလုပ်နေကြခါတိုင်းပြုမှုနေကြနှုံတာအတိုင်းမြန်မြန်ထက်ထက်တွတ်တွတ်လက်လက်ကြီးပြုမှုလှုပ်ရှားကြမယ်ဆိုရင်တတိကတ်ထားဖို့တတိမလွတ်အောင်ရှုမှတ်နိုင်ဖို့ခက်ခဲသွားပြီအထွေထွေပြုမှုလှုပ်ရှားမှုတိုင်းမှာတတိပါဖို့ဆိုရင်ပြုမှုလှုပ်ရှားမှုတွေကိုမူလနှုံတာတိုင်းမလုပ်ဘဲနဲ့ဖြည်းဖြည်းလုပ်ရမယ်ဆိုတဲ့အချက်ကိုမှတ်သားကြရမှာဖြစ်တယ်ပြုမှုလှုပ်ရှားမှုတွေကိုမြန်မြန်ထက်ထက်တွတ်တွတ်လက်လက်ကြီးလုပ်နေလို့ရှိရင်ပစ္စုပန်ကြအောင်ပရမတ်ဆိုင်အောင်ရှုမှတ်ဖို့ခက်ခဲသွားတယ်အာယုံကမထင်ရှားတော့ပဲဖြစ်နေတတိဆိုတာကအာယုံကိုထင်ရှားအောင်ပုံဖော်ပေးရတဲ့အလုပ်ကိုလုပ်ပါတယ်တတိကထင်ရှားအောင်ပုံဖော်ပေးလိုက်တဲ့အာယုံကမှတမာတိကစူးစိုင်းပြီးတော့ကတ်ထားတယ်တမာတိကကတ်ထားတဲ့အာယုံကမှပညာကအဲ့ဒီအာယုံရဲ့သဘောတဘာဝကိုသိအောင်စူးစမ်းစစ်ဆေးတဲ့အလုပ်လုပ်ရပါတယ်ဒီတော့တတိကနေပြီးတော့အာယုံကိုထင်ရှားအောင်ပုံဖော်ပေးနိုင်ဖို့အတွက်မိမိတို့ရဲ့ပြုမှုလှုပ်ရှားမှုတွေကိုဖြည်းဖြည်းပဲပြုလုပ်ကြရမယ်ဒီချက်ကိုဆွဲဆွဲမြဲမြဲမှတ်သားကြဖို့ပါဘာပြုမှုဘာလှုပ်ရှားမှုမျိုးမဆိုဖြည်းဖြည်းပဲပြုလုပ်ရတရားနာပိဋကများမနက်တိုင်းရွတ်နေကြတဲ့ယောဂီပုဂ္ဂိုလ်များလိုက်နိုင်ရမယ်ဥပမာ၄ချက်အဲဒီဥပမာ၄ချက်ကပထမဆုံးဥပမာကမျက်စိအမြင်ကောင်းသူပင်မမြင်ကမ်းပါမှာမျက်စိအမြင်ကောင်းတဲ့ပုဂ္ဂိုလ်ပင်ဖြစ်တော်လည်းပဲမျက်စိကန်းနေတဲ့ပုဂ္ဂိုလ်လိုကျင့်ရမယ်မျက်စိကောင်းတဲ့ပုဂ္ဂိုလ်ကတော့သွားကြလာကြရှိလဲမြန်မြန်ထက်ထက်တွတ်တွတ်လဲလဲလောက်ကြကိုင်းကြရှိလဲမြန်မြန်ထက်ထက်တွတ်တွတ်လဲလဲမျက်စိကောင်းတဲ့သူရဲ့ပြုမှုလှုပ်ရှားမှုအလုံးဟာတွတ်တွတ်လဲလဲမြန်မြန်ဆန်းဆန်းကြီးပဲဖြစ်မျက်စိကန်းတဲ့ပုဂ္ဂိုလ်မျက်စိမမြင်တဲ့ပုဂ္ဂိုလ်ကတော့သွားရလာတဲ့အခါလဲဆန်းဆန်းနဲ့ဖြည်းဖြည်းကလေးပဲကိုင်းကြယူကြရှိတဲ့အခါလဲဆန်းဆန်းနဲ့ဖြည်းဖြည်းလေးပဲမျက်စိကန်းနေတဲ့ပုဂ္ဂိုလ်ရဲ့ပြုမှုလှုပ်ရှားမှုအလုံးဟာဖြည်းဖြည်းကလေးပဲပြုမှုလှုပ်ရှားပါတယ်။ဒါကြောင့်ယောဂီပုဂ္ဂိုလ်ဒီမျက်စိအမြင်အားကောင်းတဲ့ပုဂ္ဂိုလ်လိုမြန်မြန်ထက်ထက်တွတ်တွတ်လက်လက်ကြီးမပြုလုပ်ဖဲနဲ့မျက်စိကန်းနေတဲ့ပုဂ္ဂိုလ်လိုဖြည်းဖြည်းသာသာတိမ်တိမ်မွေ့မွေ့လေးပြုလုပ်ရမယ်။သက္ကုမတ္တယထာအန္တောသက္ကုမှာမျက်စိအမြင်ကောင်းသောပုဂ္ဂိုလ်ဒီတာမန်သောပြီးဖြစ်ပါတော့လည်းပဲအန္တောယထာကံသောပုဂ္ဂိုလ်ကဲ့သို့အတ္တဖြစ်ရ၏။သတုထမြောက်ဥပမာကဒီဝအာအင်ရှိတဲ့အာအင်နဲ့ပမာအာအင်ရှိတဲ့ပုဂ္ဂိုလ်ပင်ဖြစ်စေကမူအာနဲ့နေတဲ့ပုဂ္ဂိုလ်လိုကျင့်ရမယ်အင်အားပြည့်ဝနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ပြုမှုလှုပ်ရှားမှုအလုံးဟာလည်းမြန်မြန်ထက်ထက်တွတ်တွတ်လက်လက်ကြီးပဲအာမရှိတဲ့ပုဂ္ဂိုလ်အာမရှိတဲ့လူမမာများကြတော့ဘာပဲပြုမှုဖြည်းဖြည်းဆေးဆေးအေးအေးလေးပဲပြုမှုလှုပ်ရှားပါတယ်အထူးသဖြင့်တော့ယောဂီပုဂ္ဂိုလ်များရဲ့
စံပြလူမမာကတော့ခါနာနေတဲ့လူမမာပဲခါနာနေတဲ့လူမမာကတော့ခါမြက်တော့မှဆိုလို့ခါနာတော့မှဆိုလို့ခါလေးအောင့်တော့မှဆိုလို့ဆိုပြီးတော့သွားတယ်လာတဲ့ခါလဲဖြည်းဖြည်းတာတာသိမ့်သိမ့်မွေ့မွေ့လောက်တဲ့ကလေးဖြည်းဖြည်းတာတာသိမ့်သိမ့်မွေ့မွေ့ထားတဲ့အခါထိုင်တဲ့အခါစားတဲ့အခါတောက်တဲ့အခါတပူတပါသွားတဲ့အခါဘာအပြုအမူကိုပဲပြုခါနာနေတဲ့လူမမာဟာဖြည်းဖြည်းပဲပြုဒီတော့ပြုမှုလှုပ်ရှားမှုတွေနဲ့လုံးဝမကင်းနိုင်တဲ့ဒေတာမှာပဲနေနေအိမ်မှာပဲနေနေပေါ့ပြုမှုလှုပ်ရှားမှုအလုံးတွေနဲ့မကင်းနိုင်တဲ့ပုဂ္ဂိုလ်များအတွက်အိပ်ရတဲ့ဘုံဘုံလဲပြီးတော့လုံးဝမလှုပ်နိုင်တဲ့လူမမာကိုသွားပြီးအတူခိုးလို့တော့မဖြစ်ဘူးဒီတော့လှုပ်ရှားမှုလေးနဲ့လည်းမကင်းတဲ့ခါနာနေတဲ့လူမမာကိုမိမိရဲ့စံပြအဖြစ်နဲ့ထားပြီးတော့ပြုမှုလှုပ်ရှားမှုအလုံးကိုဖြည်းဖြည်းတာတာသိမ့်သိမ့်မှုမိပြုလုပ်ကြရမယ်ဒါကြောင့်ဘလဝါအားကြီးသောပုဂ္ဂိုလ်သည်ဝါအားရှိသောပုဂ္ဂိုလ်သည်တာမနောမိဖြစ်ပါတော့လည်းပဲဒုဗလောဤဝါအားမရှိသောပုဂ္ဂိုလ်ကဲ့သို့ဝါဒုဗလောဤဝါအားလည်းမရှိခါလည်းချိနေတဲ့လူမမာကဲ့သို့စရိယာကောင်းစွာမသွေကျင့်သုံးပင်လာပါပေတည်းတခါတော့ကသီဟိုကျွန်းအဘယမထေလို့ခေါ်တဲ့မထေတစ်ပါးညတရားဝဲတစ်ခုသွားဟောတယ်တရားဝဲတစ်ခုဟောတော့တရားဓာနီချုပ်ဆက်မှာရှိတဲ့လူတွေကလည်းမြောင်များစွာလာပြီးတော့တရားနာယူကြတယ်အရှင်မြတ်ကတရားဟောသိကောင်းတော့ပစ္စည်းလလဘမျိုးစုံနဲ့လည်းပဲပူဇော်တက္ကရာမှုပြုကြပရိသတ်များခြင်းပူဇော်တက္ကရာများခြင်းဆိုတဲ့အချက်နှစ်ချက်ကိုမနာလိုမရှိစိမ်ဖြစ်တဲ့ပရိသတ်ထဲကမထေကြီးတစ်ပါးကအဲ့ဒီအဘယမထေကိုအမျိုးမျိုးဆဲဆိုကြိမ်မောင်းနေအဘယမထေဟာမြတ်စွာဘုရားရှင်တရားဟောမယ်ဆိုပြီးတော့ဘာတွေလျှောက်ပြောနေတာလဲသူ့စိတ်ထဲထင်တာတွေလျှောက်ပြောနေတာပဲမဟုတ်တမ်းတရားတွေလျှောက်ဟောနေတာပဲစသည်အဖြစ်အမျိုးမျိုးဆဲဆိုကြိမ်မောင်းပြီးတော့နေတယ်တရားဝဲပြီးတော့လဲအဘယမထေပြန်ရတဲ့ခရီးလမ်းကအဲ့ဒီမိမိကိုဆဲဆိုတဲ့မထေကြီးနဲ့တလန်းနဲ့ဖြစ်တလန်းနဲ့ဆိုတော့2မိုင်လောက်ထိကိုအတူတူသွားရတဲ့လမ်း2မိုင်လောက်ရောက်တော့မှလမ်းခွဲပြီးတော့သွားကြရအောင်အဲ့ဒါတရားဝဲပြီးလို့ပြန်လာတဲ့အခါမှာလည်းပဲအဲ့ဒီမထေကြီးကအဘယမထေရဲ့ရှေ့နားကနေကပ်လိုက်ပြီးတော့အဘယမထေကိုအမျိုးမျိုးဆဲပြီးတော့သွား2မိုင်လုံးဆဲသွားတာဆိုတော့စဉ်းစားကြည့်တော့နော်အဲ့ဒါ2မိုင်လုံးအဘယမထေကြီးကိုအမျိုးမျိုးဆဲဆိုကြေရိုးပြီးတော့ရှောက်သွား2မိုင်လောက်လမ်းစုံသားလေးရောက်တော့ဘုရားမထေကလက်အုပ်လေးချီရှ िख ိုးပြီးတော့ရှင်ဘုရားအရှင်ဘုရားကြွမယ်ဒီလမ်းမှာဘုရားဆိုပြီးတော့ဆိုတဲ့မထေကြီးသွားမယ်လမ်းကိုလည်းညွှန်ပြလိုက်တယ်အဲ့တော့ဆဲတဲ့မထေကြီးကလည်းဘုရားမထေကိုလှဲ့တောင်မကြည့်ဘူးမသိအောင်ဆောင်ပြီးတော့သူ့လမ်းသူထွက်သွားတယ်ဆောင်ကြီးအောင်ကြီးနဲ့အဘုရားမထေလည်းပဲလမ်းခွဲပြီးတော့ကိုเจ้าကိုပြန်လာခဲ့ကျောင်းပြန်ရောက်တော့ခြေထောက်ဆေးကိုပြည့်လေးပေါ်ထိုင်ပြီးတော့အနာယူနေတဲ့အချိန်မှာတရားဝဲမှာပါလာတဲ့တပည့်ယဟန်တစ်ပါးကအဘယမထေကိုလျှောက်တယ်အရှင်ဘုရားအရှင်ဘုရားကိုခုနကိုတော်ကြီးကတလန်းလုံးဆဲဆူရေရွတ်ပြီးတော့လာတာမဟုတ်တမ်းတရားတွေပြောပြီးတော့လာတာအရှင်ဘုရားကိုအမနာတတွေပြောပြီးတော့လာတာအရှင်ဘုရားကဘာမှလည်းခွန်းတုံမပြန်ပဲကိုအရှင်ဘုရားကဘာမှပြန်မပြောတော့ကိုကတကယ်ဟုတ်နေလို့ဆိုပြီးတော့သူကထင်သွားပါလေဦးမယ်အဲ့လိုပြောတော့ဘုရားမထေကငါရှင်ဆဲတဲ့အလုပ်ကသူ့ရဲ့အလုပ်ပြီးခံတဲ့အလုပ်ကငါရဲ့အလုပ်ဆဲဖို့တာဝန်ကသူ့ရဲ့တာဝန်ပြီးခံဖို့တာဝန်ကငါရဲ့တာဝန်ပြီးမခံနိုင်ဘူးဆိုတာမရှိစေရဘူးငါရှင်တကယ်တော့ငါအတွက်ပြီးမခံနိုင်ဘူးဆိုတာလည်းမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့တရားဘက်ကပြန်လာတဲ့လမ်းခရီးတစ်လျှောက်လုံးမှာခြေလှမ်းတိုင်းခြေလှမ်းတိုင်းကအမှတ်ပါနေတယ်အမှတ်မပါတဲ့ခြေလှမ်းဆိုတာတလှမ်းမှမရှိဘူးခြေလှမ်းတိုင်းခြေလှမ်းတိုင်းတတိကပ်ပြီးတော့အမှတ်ပါနေတဲ့အတွက်ကြောင့်မထေကြီးဆဲကျင်တိုင်းဆဲငါအတွက်ဘာမှတုံ့လှုပ်မှုမရှိပါဘူးတနည်းအားဖြင့်ပြောရရင်တော့အဘယမထေရဲ့စိတ်တည်းဟူသောအိမ်ကိုတတိတည်းဟူသောအမိုးဆက်ဆက်နေအောင်လုံးလုံးချုံချုံဖြစ်နေအောင်မိုးထားတဲ့အတွက်ကြောင့်မထေကြီးရဲ့ဆဲဆူကြေးမောင်ခြင်းတည်းဟူသောအကြောင်းကနေဒေါသတည်းဟူသောကိလေသာမိုးရည်တွေဝင်ရောက်မလာနိုင်ဘူးလို့ဆိုလိုပါတယ်ဒီအဘယမထေကြီးတရားဘက်ကပြန်လာတဲ့ခြေလှမ်းလေးတွေမှာတောင်မှတလှမ်းမှအမှတ်မလွတ်ဘူးဆိုရင်
ကျန်တဲ့အချိန်တွေမှာအဘယမထေကြီးအမှတ်များလွတ်လေမလားလို့တန်တရားဖြစ်เสียမရှိတော့ဘူးတရားဝဲကပြန်လာတဲ့အချိန်ဆိုတာကအများအဖြစ်အမှတ်လွတ်တတ်တဲ့အချိန်ပေါ့အခုဒီကတရားဝဲပြီးတရားနာပြတဲ့များအောက်ဆင်းသွားဘယ်လိုများနေမလဲလို့နော်အဲ့တော့တရားဝဲသိတဲ့အချိန်ဆိုတာအမှတ်လွတ်တတ်တဲ့အချိန်ပဲဒီလိုအမှတ်လွတ်တတ်တဲ့အချိန်မျိုးမှာတောင်မှခြေလန်းတိုင်းအမှတ်ပါနေတယ်ဆိုရင်အဘယမထေကြီးဟာအချိန်တိုင်းတာမစင်ရအမှတ်ကလေးနဲ့တရင်သုံးတော့မူမဲဆိုတာကြည်ညိုလို့ရတယ်ဒါကြောင့်ဧကပဒုဒ္ဓရိပိခြေတလန်းကြွမြောက်ခြင်း၌တော်မှလဲကာမဌာနဝိယောဂံကမ္မထံနှင့်ကင်းကွာ၍နေခြင်းကိုနပ္ပတာမိမမြင်ခဲ့ပါပေအဘယထေရောအဓိကနိယေကိုဆောင်းတော်မူတဲ့အဘယမထေကြီးကဣဒံဝဆနံအချိန်တိုင်းမှာတတိကပ်ပြီးတော့အမှတ်ပါနေပါတယ်ဆိုတဲ့အကြောင်းကိုအဘာတိကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါပေတည်းဒါကြောင့်မိမိရဲ့စိတ်တည်းသောအိမ်ကိုတတိတည်းသောအမိုးလေးဆက်ဆက်အောင်လုံခြုံပြီးတော့နေအောင်ဘုရားနိုင်ဖို့အတွက်ခုနကဦးဇင်းတို့ဒီလက်ကိုဖြည်းဖြည်းချင်းကိုယ်တဲ့ဆိုတဲ့မထေနဲ့ပတ်သက်ပြီးတော့ကောက်ချက်ချရကနေအဘယမထေကြီးအကြောင်းရောက်သွားတာအဲ့ဒီလက်ကိုဖြည်းဖြည်းကိုယ်တဲ့မထေကြီးမှာကောက်ချက်ချစရာတစ်ခုရှိသေးတာကဒီတတိအမှုဆက်ဆက်ဖို့အတွက်အမတန်အရေးကြီးတဲ့အချက်တစ်ခုကမထေကြီးအမှတ်လူပြီးလက်ကိုကိုယ်လိုက်တာဘာကြောင့်လဲလို့ဆိုတော့တုမေဟိတတိန်ကထယမာနေနာကမ္မထာနာမုံစိတ်တဝါသမေစီတော်တုမေဟိတင်တို့နဲ့တတိန်တူတော့ကထယမာနေနာစကားပြောဆို၍နေရခြင်းကြောင့်ကမ္မထာနာကမ္မထံကိုမုံစိတ်တဝါလှုပ်၍သမေစီတော်ကိုယ်အပ်လေပြီတင်တို့နဲ့စကားပြောနေရလို့အမှတ်လွတ်သွားတာတဲ့ဒီစကားကိုထောက်ရှုခြင်းအပြင်အမှတ်တတိလွတ်ခြင်းရဲ့အကြောင်းဟာစကားပြောခြင်းပဲဆိုတာကောက်ချက်ချလို့ရတယ်စကားပြောခြင်းပြီးတတိအမှတ်ဆက်ဆက်ခြင်းရဲ့အကြီးမားဆုံးရန်သူပဲမိမိရဲ့စိတ်တည်းသောအိမ်ကိုတတိတည်းသောအမှုဆက်ဆက်လုံခြုံအောင်မိုးနေတဲ့ကိစ္စမှာစကားပြောခြင်းဟာအကြီးမားဆုံးသောအနှောင့်အယှက်ပဲဒါကြောင့်မိမိဒီမိုးလုံတဲ့အိမ်မှာနေခြင်းတပဆိုရင်တော့စကားပြောခြင်းကိုလည်းရှောင်ကျဉ်နိုင်ရမယ်စကားပြောခြင်းကိုလည်းရှောင်ကျဉ်မယ်မထေရကြီးကဲ့သို့ထွေထွေပြုမှုလှုပ်ရှားမှုတွေကိုလည်းဖြည်းဖြည်းသာသာလေးပြုမှုလှုပ်ရှားပြီးတော့အမြဲတမ်းတတိကတ်ထားမယ်ဆိုရင်တော့ဉာဏပိတာပေါင်းသူတော်ကောင်းတို့ရဲ့စိတ်တည်းသောအိမ်ဒီတတိတည်းသောအမှုလုံခြုံသွားတဲ့အတွက်ကြောင့်ကိလေသာတည်းသောမိုးရီတွေဝင်ရောက်နိုင်ခြင်းရှိမှာမဟုတ်တော့ပါဘူးဒီတော့တင်စားပြီးတော့ပြောတဲ့စကားကိုလူရင်းပြောရရင်တော့အချိန်တိုင်းတတိကတ်ထားပါလို့ဆိုလိုတာပါပဲဣဒ္ဓမှာပဲနေအိမ်မှာပဲနေအမြဲတမ်းတတိကပ်ပြီးတော့ရှုမှတ်တဲ့အကျင့်ရအောင်ကြိုးစားကြပါလို့ဆိုလိုပါတယ်။နောမတကောင်မျက်ခင်းမြင်ထဲမှာတန်းငယ်လေးတယောက်နဲ့နော်အတူမျက်စားနေတယ်။မိမိရဲ့နော်တန်းငယ်လေးကိုစောင့်ရှောက်ရင်းနဲ့ဘေးအန္တရာယ်မဖြစ်အောင်စောင့်ရှောက်ရင်းနဲ့မိမိကလည်းမျက်ကိုစားနေ။မိမိရဲ့မျက်စားခြင်းတည်းဟူသောအကြောင်းကြောင့်တန်းငယ်လေးကိုစောင့်ရှောက်တဲ့အလုပ်လည်းမပြတ်ဘူး။တန်းငယ်လေးကိုလှမ်းကြည့်ပြီးစောင့်ရှောက်နေရတဲ့အကြောင်းကြောင့်မိမိရဲ့မျက်စားခြင်းအလုပ်လည်းမပြတ်ဘူးမျက်စားရင်သားလေးကြည့်လိုက်သားလေးကိုကြည့်မျက်စားလိုက်မျက်စားတဲ့အလုပ်ရောသားလေးကိုစောင့်ရှောက်တဲ့အလုပ်ရောတစ်ချိန်တည်းမှာအလုပ်နှစ်ခုပြီးသွားတယ်အဲ့ဒီလိုပါပဲတရားကိုတကယ်လိုလားတဲ့ပုဂ္ဂိုလ်ဟာလဲဣဒ္ဓမှာပဲနေအိမ်မှာပဲနေပြုမှုလှုပ်ရှားမှုတိုင်းမှာတတိကပ်ပြီးတော့ထားမယ်ဆိုရင်အလုပ်လည်းမပြတ်တရားလည်းရှုမှတ်ပြီးသားဖြစ်သွားပါတယ်ပြတ်တဲ့လူတရားဟာဘလောက်ပဲအလုရှုပ်ကွန်စာပြတ်တယ်လို့မရှိကွန်စာရင်အလုရင်ကွန်စာတစ်ချိန်နဲ့အလုနှစ်ခုလုပ်လို့ရတယ်အဲဒီလိုပဲတရားကြိုက်တဲ့သူတော်ကောင်းဟာလည်းပဲအလုရင်တရားရှုရင်အလုအမြဲတမ်းတတိကပ်ပြီးတော့လှုပ်သွားမယ်ဆိုရင်ရှုမှတ်နေကြမှလည်းပဲစိတ်ရဲ့အေးချမ်းမှုကိုရမယ်မိမိရဲ့ဝိပဿနာဉာဏ်นี่လည်းဆင့်ရေးချက်ပြီးတော့မဲ့ဉာဏ်ဘုံဉာဏ်ဆက်ရောက်လို့နိဗ္ဗာန်ကိုမျက်မှောက်ပြုကြမယ်ဒီတော့ဘယ်အိမ်မှာနေကြမလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့အိမ်ကနှစ်မျိုးရှိတယ်မိုးလုံတဲ့အိမ်နဲ့မိုးမလုံတဲ့အိမ်အမိုးဆိုတာမိုးလုံတဲ့အိမ်ဆိုတာတတိအမိုးတွေဆက်ဆက်မနေတဲ့စိတ်မိုးလုံတဲ့အိမ်ဆိုတာတတိအမိုးဆက်ဆက်နေတဲ့အိမ်ဒီတော့တတိအမိုးလုံတဲ့အိမ်မှာပဲနေမလားတတိအမိုးမလုံတဲ့အိမ်မှာပဲနေမလားဆိုတာမိမိကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပဲတန္တရာဝိဆင်းရဲကလင်းမြန်စွာလွတ်မြောက်ပြီးတော့နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုခြင်းနဲ့ဆိုရင်တော့တတိအမိုးလုံခြုံတဲ့အိမ်မှာနေကြရမယ်
နေနိုင်ကြပါစေနေနိုင်ကြတဲ့အတိုင်းလည်းပဲဝိပဿနာဉာဏ်ဤဆင့်ဆင့်တက်မဉာဏ်ပူဉာဏ်ဤဆင့်ဆင့်တက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုဒီဘဝဒီခန္ဓာနောက်ဆုံးဖြစ်နေမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့အပမဒေနသံပါဒေတာအပမဒေနမမိမလဲရောမပေါ့မတ